Foundation E လေးနှစ်မြောက်နှစ်ပတ်လည်အခမ်းအနားပထမနေ့ဓမ္မသဘင်အားနမောတတ္တ၃ချိန်ရွတ်ဆိုဖွင့်လှစ်ခွင့်ပြုတော်မူပါဖျားအခမ်းအနားအစီအစဉ်နှစ်ရာပမောက္ခချုပ်ဆရာတော်ကြီးဒေါက်တာနန္ဒမာလာဘိဝန္တဓမ္မအင်္ဂါ၅ပါးနှင့်ပြည့်စုံသောသီလတော်များခံယူစောင့်တည်မှာဖြစ်လို့ဩဃာတကြော့ကျိုးဖြင့်ညီညာဖျပြကြော့ကြပါစို့ရှင်ရှိချမ်းသာစိတ်ချမ်းသာဖြင့်လူရဆန္ဒတေဝဇေကြောင်းကောင်းမှုမင်္ဂလာဖြစ်ပါစေရန်အလို့ငါဖရာမြတ်ဆုံးယရဏတရားမြတ်ဆုံးယရဏတန်ခါမြတ်ဆုံးယရဏဤယရဏမြတ်သုံးပါးတို့အားယုတိမြတ်တို့လက်ဆုံးမိုး၍ရှိခိုးပူဇော်ဖူးမြော်မှန်လျော့ကြောကြသောတက္ကိစ္စကာရဝပနာမကုသိုလ်စေရဏဖြာဖြာတို့ကြောင့်ယနေ့ခါမှစ၍အသက်ရှိခြင်းကျမ်းမာခြင်းခွန်အားဗလပြေဝခြင်းဉာဏ်ပညာချီးခြင်းစရှိသောကောင်းကျိုးချမ်းသာမင်္ဂလာပေါင်းတို့နှင့်ပြည့်စုံပြီလင်နိဗ္ဗာန်ရောက်ကြောင်းသူတော်ကောင်းတို့ကျင့်တရားကိုကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြကုန်သည်ဖြစ်၍ဒုက္ခခတ်သိမ်းချုပ်ငြိမ်းရာမြတ်နိဗ္ဗာန်သို့လင်းမြန်စောစွာကိုယ်စီကိုယ်ငါမျက်မှောက်ပြုလွယ်နိုင်ကြပါစေအဟံဗန္တိဆိုမဟာဝဒမိတံဝတိထနမောတတ္တဗုဒ္ဓဝေတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗုဒ္ဓဝါတောဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိဒုတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိဒုတိယံပိဓမ္မံတရဏံဂစ္ဆာမိဒုတိယံပိသံဃံတရဏံဂစ္ဆာမိဒုတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိဒုတိယံပိဓမ္မံတရဏံဂစ္ဆာမိဒုတိယံပိသံဃံတရဏံဂစ္ဆာမိတတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိတတိယံပိဓမ္မံတရဏံဂစ္ဆာမိတတိယံပိသံဃံတရဏံဂစ္ဆာမိတတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိတတိယံပိဓမ္မံတရ
ရဏကမနံပရိပုံဏံအာနာတိပါဒဆိုတိတရဏေနသဟပိဉ္စသီလံဓမ္မံသာရုကံကတ္တဝအပမဒေနသံပါဒိဋ္ဌာခန္ဓာစီစဉ်ရာပါမောက္ခချုပ်ဆရာတော်ကြီးဒေါက်တာနန္ဒမာလာပိဝင်းသထံမှတရားတော်များနာယူမှတ်သားမှာဖြစ်ပါတယ်ဗျာသို့ပါ၍ဆရာတော်ဘုရားမှာတပည့်တော်တို့အားအစဉ်သနာတော်အဖြစ်တရားတော်များဟောကြားချီးမြှင့်ပေးတော်မူပါယံတပည့်တော်တို့ရိုသေစွာလျှောက်ထားအပ်ပါသည်ဖျား သာသနာတော်နှစ်2559ခုနှစ်ကောဇာတက္ကရာ1385ခုနှစ်ကဆုံလပိကျော်8ရက်2013ခုနှစ်ဇွန်လ1ရက်စင်ကာပူနိုင်ငံအရီနာကလပ်၌ကျင်းပသော Lotus Foundation ၄နှစ်မြောက်နှစ်ပတ်လည်အထိမ်းအမှတ်ဓမ္မသဘင်၌ Lotus Foundation သင်သူအသင်သားတို့၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောမြန်မာတို့၏ယဉ်ကျေးမှုနှင့်ဘာသာတရားအကြောင်းဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရှေးဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာဂုဏ်ကိုအာယုံပြုကာတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယနာထောနမောမာကာရုဏိကတတတယောနာထောဝိနိယမြာစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထညီညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမေယံရည်တဲ့တိုင်ကာလလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဣတယတတ္တလောကဤအကျိုးစီးပွားအလောကအတိဒုက္ခရာနိဥစ္စာအသက်ချေလဲအင်္ဂါမိတ္တကြီးမာသမိတာနှင့်တထာဇနီဆွန်ခြင်းကြီးဟုချက်တိထဝေငါးတွေအစုအလုံးခက်ရင်တော်မူရောကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကြိုးကိုအာထုတော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလျက်နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဏကျင့်ခံများစွာရောက်တော်မူခဲ့ရရှာလေးပြီမဟာကရုဏိကတတတဝါများရင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောဒါသနာဒသဝိနည်းများစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်နာထမြညာထိုရှင်တော်မြတ်ဖရာနမောယုတိပြောင်းပြောင်းမံကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘေဝတုစင်စစ်မဲ့သွေဖြစ်ပါစေတည်း
မြန်မာတို့ဤယဉ်ကျေးမှုနှင့်ဘာသာတရားမြန်မာနိုင်ငံမှာမိတင်းနေထိုင်ရတဲ့မြန်မာလူမျိုးတွေနိုင်ငံကိုကိုယ်စားပြုပြီးတော့မြန်မာစကားပြောတဲ့မြန်မာလူမျိုးတွေဘိုးဘွားမိဘအစဉ်ဆက်ကနေပြီးတော့ဆောင်ရွက်လုပ်ကိုင်လာကြတဲ့မြန်မာယဉ်ကျေးမှုမြန်မာလူမျိုးတွေကိုးကွယ်တဲ့ဘာသာတရားနဲ့ပတ်သက်ပြီးဒီကနေ့ဆန်းစစ်လေ့လာကြည့်ကြရအောင်ယဉ်ကျေးမှုဆိုတာဘာလဲလို့အဓိပ္ပာယ်ဖော်ကြတဲ့နေရာမှာတဦးနဲ့တဦးတော့တူချင်မှတူမှာပေါ့သို့တော့ယဉ်ကျေးမှုအစစ်ကဘယ်ဟာလဲမြန်မာတို့ရဲ့ယဉ်ကျေးမှုဟာခဏခေတ်မှာပျက်စီးနေပြီလားသို့မဟုတ်မြန်မာတို့ရဲ့ယဉ်ကျေးမှုဟာခဏအထိရှိနေတုန်းပဲလားဆိုတာဘုန်းကြီးတို့တွေလေ့လာဆန်းစစ်ကြည့်မှသာသိနိုင်တယ်ပေါ့အကယ်၍မလေ့လာမဆန်းစစ်ဘူးဆိုလို့ရှိရင်တော့သေသေးချာချာသိဖို့မဖြစ်နိုင်ဘူးဒါမို့လေ့လာတယ်ဆိုတော့ research လုပ်တဲ့သဘောပေါ့နော်ယဉ်ကျေးမှုဆိုတာဘယ်ဟာကိုခေါ်တာလဲမြန်မာယဉ်ကျေးမှုဆိုတာရောဘယ်ဟာကိုခေါ်တာလဲအဲ့ဒီချက်လက်တွေကိုဘုန်းကြီးတို့တွေစဉ်းစားပြီးတော့ကြည့်ရအောင်မြန်မာဆိုတဲ့စကားလုံးကရှေးတုန်းကတည်းကသုံးလာတဲ့စကားလုံးတီဘောမင်းလက်မှတ်ထိုးခဲ့တဲ့စာတမ်းတစ်ခုမှာမြန်မာဘုရင်မင်းမြတ်လို့လက်မှတ်ထိုးထားတဲ့နေရာမှာမြန်မာဆိုတဲ့စကားလုံးကိုမရရေးနောက်ကမနှလုံးစင်းနဲ့ရေးထားတာတွေ့ဘူးတဲ့ပေါ့ပါဠိစာပေအနေနဲ့အသုံးပြုတဲ့အခါကျတော့မရမ္မရတ္ထေလို့ဒီအတန်နဲ့မရမ္မဆိုတဲ့အသုံးကိုသုံးတယ်မြန်မာလိုဖတ်တဲ့အခါကျတော့မြန်မာပေါ့မြန်မာသို့တော့ပါဠိအတန်နဲ့ဖတ်တဲ့အခါကျတော့မရမ္မလို့ဒီလိုဖတ်တယ်ပေါ့အဲ့ဒါလို့မရမ္မရတ္ထတစ်ချိန်တုန်းကမြန်မာနိုင်ငံဟာဗြိတိရှရဲ့ကိုလိုနီအဖြစ်ရှိနေစဉ်ချိန်တုန်းကအိန္ဒိယနိုင်ငံနဲ့တွဲပြီးတော့ထားတာဖြစ်သောကြောင့်အိန္ဒိယမြေပုံထဲမှာဗြဟ္မဒေရှဆိုတဲ့ဧရိယာတစ်ခုရှိမြန်မာကိုဗြဟ္မဒေရှလို့ဒီလိုခေါ်ခဲ့ဘူးတယ်နော်အဲ့ဒါကိုသိချင်လို့ရှိရင်ဘယ်သွားကြည့်ရမလို့ဆိုဗာရာဏသီမှာမြေပုံကြီးတစ်ခုရှိတယ်လူတွေကြည့်လို့ရတဲ့ရှေးအောင်မြေပုံကြီးအင်္ဂလိပ်လက်ထက်ကလှုပ်ထားတဲ့မြေပုံအဲ့ဒီမြေပုံကိုသွားကြည့်မယ်ဆိုရင်ဗြဟ္မဒေရှဆိုတဲ့မြန်မာနိုင်ငံရဲ့ဧရိယာတစ်ခုကိုတွေ့လိမ့်မယ်ဗြဟ္မဒေသဒေရှဆိုတာဒေသအိန္ဒိယနိုင်ငံရဲ့ဝါဟာရအတိုင်းဒေသဆိုတာပါဠိစကားအတန်နဲ့ကြတော့ဒေသအိန္ဒိယနိုင်ငံအတန်နဲ့ကြတော့ဒေရှလို့ဖတ်တယ်ဒါကြောင့်မို့အိန္ဒိယနိုင်ငံမှာခဏတချို့ပြည်နယ်တွေကိုဒေရှဆိုတဲ့အတန်နဲ့ဖတ်ထားတာတွေရှိတယ်ဥတ္တရပရဒေရှဥတ္တရပရဒေသပထေသပထေသလို့ဆိုလို့မတ္တယာပရိသမတ္တယာပထေသမတ္တယာပထေရှပထေသဆိုနာမည်နဲ့ဒီလိုခေါ်ထားတာရှိတယ်အဲ့တော့မြန်မာရဲ့မြေပုံကိုတော့ဗြဟ္မဒေရှလို့သုံးခဲ့တယ်ဒါသမိုင်းနဲ့ပတ်သက်ပြီးမှတ်သားစရာပေါ့နော်သတ္တသံဃာနာတင်တုန်းကမြန်မာနိုင်ငံကိုပါဠိလိုစီပြီးတော့ပြောတဲ့အခါကျတော့မရမ္မရတ္ထေဆိုတဲ့စကားလုံးကိုသုံးတယ်နော်မရမ္မရတ္ထမြန်မာနိုင်ငံအဲ့ဒါမှာအချိန်တော်တော်ကြာအောင်ဗြဟ္မဆိုတဲ့အသုံးဟာပျောက်ပြီးတော့ဘာဖြစ်နေတော့ဆိုဘာမာနဲ့ဖြစ်နေဘာမာကိုအင်္ဂလိပ်ကဘာမာလို့အတန်ထွက်ပြီးမဲ့လို့တီဟိုတွေကြတော့ဘယ်လိုထွက်တော့ဆိုဘူရူမာလို့ထွက်တယ်ဂျာမန်တွေကြတော့ဘယ်လိုထွက်တော့ဆိုဘောမာလို့ထွက်တယ်နော်အဲ့တော့အတန်ထွက်မျိုးနဲ့ခေါ်ခံရတာပေါ့နော်ကိုယ်နိုင်ငံကိုတော့ဘယ်ဟာပဲခေါ်ကိုယ်နိုင်ငံကလူမျိုးတွေခေါ်တဲ့အခါကျတော့မြန်မာလို့ဒီလိုပြည်ပြည်သားခေါ်ကြတယ်အဲ့ဒီမြန်မာတို့ရဲ့မြန်မာနိုင်ငံသားနိုင်ငံလူနိုင်ငံသားတို့ရဲ့ယဉ်ကျေးမှုculture ယဉ်ကျေးမှုဘာလဲ way of life တ
မြန်မာနိုင်ငံစတင်တည်ထောင်တဲ့အချိန်ကစပြီးတော့မြန်မာလူမျိုးတွေဟာနေပုံထိုင်ပုံစားပုံတောက်ပုံဝတ်စားဆင်ပုံတွေဒါတွေဟာမြန်မာတို့ရဲ့ယဉ်ကျေးမှုလားလို့ဒီလိုဆန်းစစ်ပြီးတော့ကြည့်ရဝတ်ပုံစားပုံတွေနေပုံထိုင်ပုံတွေနေရာထိုင်ခင်းတွေနဲ့ပတ်သက်ပြီးတော့ယဉ်ကျေးမှုလို့ပြောမယ်ဆိုလို့ရှိရင်စဉ်းစားကြည့်ပေါ့မြန်မာလူမျိုးတွေရဲ့ဝတ်စားဆင်မှုလူဆိုတာဟာဘဝရှင်သန်မှုအတွက်ဘယ်လူမျိုးပဲဖြစ်ဖြစ်စားစရာရဲ့ဝတ်စရာရဲ့နေစရာရဲ့မကြမ်းမမာရင်ဆေးဝါးဘုန်းကြီးတွေကြတော့ပစ္စည်းလေးပါလို့ခေါ်တာပေါ့လူလည်းပစ္စည်းလေးပါပါနော်ပစ္စည်းဆိုတာပစ္စယဆိုတဲ့ပါဠိစကားလာတာအသက်ရှိဖို့အတွက်အထောက်အကူတွေကိုပစ္စည်းလို့ဒီလိုခေါ်တာအသက်ရှိဖို့အတွက်အထောက်အကူဖြစ်တဲ့အရာတွေအဲ့တော့မြန်မာလူမျိုးတွေရဲ့ way of life စားတာတောက်တာဘလို့တောက်လဲစားပုံတောက်ပုံဟာမြန်မာရဲ့ယဉ်ကျေးမှုလားလို့ဆိုရင်ဗမာလူမျိုးတွေဘာနဲ့စားတော့ဆိုရှေးတုန်းကအခုချိန်ထိပေါ့လေတချို့စားတော့မယ်လက်နဲ့စားအဲ့တော့လက်နဲ့စားတာဟာယဉ်ကျေးမှုလားလို့မေးစရာရှိတယ်ပေါ့ဒါပြင်လက်နဲ့စားရကနေတူနဲ့စားရင်ဗမာယဉ်ကျေးမှုပြတ်သွားပြီလားလို့ပြောသွန်ခရင်နဲ့စားရင်ရောဗမာယဉ်ကျေးမှုပြတ်သွားပြီလားလို့ဒီလိုမေးစရာတွေတွေးစရာတွေရှိတယ်ပေါ့နော်ဒီခေတ်တော့ကမိသားစုထမင်းစားပြီဆိုလို့ရှိရင်ကြားဥကြလိုက်မယ်မြန်မာသချင်းနဲ့တောင်ရှိသေးဒေါင်းလန်းကြီးရဲ့အလဲဆိုတာလေရှေးကတော့ပို့ချစ်ကြတယ်ဆိုတာအခုတော့မုန်းကုန်ကြဘူးလားမသိနော်ဒေါင်းလန်းကြီးရဲ့အလဲမှာထမင်းစားတဲ့အခါမှာအားလုံးထမင်းနေပုံဟင်းနေပုံပြီးတော့စားကြလက်ရည်တပြင်းဒီဆိုပြီးတော့အခုအဲ့ဒါမရှိတော့မြန်မာယဉ်ကျေးမှုတွေပျောက်ကွယ်သွားပြီဆိုပြီးတော့ဒေါင်းလန်းကြီးနဲ့ပြန်စားကြအောင်မလားအဲ့ဒါကိုယဉ်ကျေးမှုလို့သတ်မှတ်လို့ရှိရင်မြန်မာယဉ်ကျေးမှုရဒါသွားစားရမလို့ဖြစ်နေတယ်ပေါ့အဲ့တော့စားပုံစားနည်းကတော့စတိုင်လို့ပဲမှတ်ပြီးတော့ကာချာတော့မဟုတ်ဘူးနော်ကာချာမဟုတ်ဘူးစတိုင်ကတော့ပြောင်းလို့ရတယ်လေကိုယ်စတိုင်နဲ့ကိုယ် hair style ဆိုမျိုးမျိုးပြောင်းနေကြတယ်အဲ့တော့စတိုင်ပြောင်းတာပြောင်းယဉ်ကျေးမှုတော့မပြတ်စင်နဲ့ပေါ့ဒါဖြင့်ဒေါင်းလန်းကြီးနဲ့လက်ရည်တပြင်းនេះစားတာဟာစတိုင်သာဖြစ်တယ်ယဉ်ကျေးမှုမဟုတ်ဘူးဒါကြောင့်မို့ခုဒီကနေ့မြန်မာလူမျိုးတွေစားကြတယ်ထမင်းဝိုင်းနဲ့စားတယ်ဇွန်ခရင်နဲ့စားတဲ့ပုဂ္ဂိုလ်စားတယ်တူနဲ့စားတဲ့ပုဂ္ဂိုလ်တွေစားတယ်ဘာပဲဖြစ်ဖြစ်အရေးကြီးဆုံးကတော့တတ်တတ်ရရနဲ့ဝါဖို့ပဲမဟုတ်လားထမင်းစားတာဆိုတာအဲ့တော့စားတဲ့စတိုင်ကတော့ယဉ်ကျေးမှုလို့ခေါ်လို့မရဘူးခေါ်လို့ရှိရင်တော့အရင်ခေတ်ကိုပြန်သွားရမလို့ဖြစ်နေနော်ညမယဉ်ကျေးမှုတွေပျောက်ကုန်ပြီပြန်ပြီးတော့လောက်ကြအောင်လို့ဒီလိုပြောရမလို့ဖြစ်အဲ့ဒါယဉ်ကျေးမှုလို့ခေါ်လို့မရဘူးလို့ဒါကစားပုံစတိုင်လေးတစ်ခုပြီးတော့ရင်တော့မြန်မာပြည်မှာဆိုလို့ရှိရင်ထမင်းချက်ရင်မြေအိုးနဲ့ချက်တယ်အခုမြေအိုးနဲ့ချက်တယ်ဆိုတာမရှိတော့ဘူးနော်မရှိတော့ယဉ်ကျေးမှုတွေပျောက်သွားပြီလို့ဒီလိုပြောလို့ရမလားလို့ဆိုပျောက်တာတော့မဟုတ်ဘူးဒါစတိုင်ပြောင်းသွားတယ်လို့ပဲပြောကာချာမဟုတ်သေးဘူးဒါလည်းဒါကစားပုံနဲ့ပတ်သက်တယ်နော်အခုဒီနာအိန္ဒိယနိုင်ငံတို့ဒီဟိုနိုင်ငံတို့ဆိုရင်ပုံစားတဲ့အလေးရှိတယ်ထမင်းနေဟင်းတွေကိုကိုယ်ခွက်လေးနဲ့ကိုပုံစားတယ်ဘယ်သူမှယူမပေးတဲ့ဘူဖေးလို့ခေါ်ချင်ခေါ်ပေါ့လေနော်အဲ့တော့ကိုပုံစားတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်လည်းပဲပတ္တဝိစားတယ်ဆိုတာတပိတ်ထဲမှာရှိတာကိုအကုန်လုံးကိုစားအဲ့ဒါကအိန္ဒိယနိုင်ငံတို့ရဲ့စားတဲ့စတိုင်ပေါ့နော်ဒါလည်းသူတို့ယဉ်ကျေးမှုလို့ခေါ်လို့မရဘူးစတိုင်အဲ့တော့ကနေ့ခေတ်မှာတော့ကိုတယောက်တည်းတူးတဲ့စားတာဟာယောဂကူးစက်မှုတော့နည်းသွားတယ်ယောဂကူးစက်မှုဖြစ်နိုင်ဒေါင်းလန်းကြီးရဲ့အလဲလက်ရည်တပြင်းနီးရှေးကတော့ပိုချစ်မယ်ဆိုလို့ရှိရင်တော့အဲ့ဒါဘီပိုးတွေကူအောင်မှာပဲဒီလိုရှိသေးတာနော်ကျမရေးအနေနဲ့သိအဆင်မပြေဘူးစတိုင်တော့ပြောင်းအောင်မှာပေါ့ဒါမို့ပြောင်းလာခဲ့တခါတော့ကာတွန်းလေးဖတ်လိုက်နိုင်ငံခြားမှာနေတဲ့အမျိုးသားတယောက်ကသူကတောရွာကသွားတာနိုင်ငံခြားနေကြတော့ဇွန်နဲ့ခရင်နဲ့မှစားရတယ်လက်နဲ့မစားတတ်အိမ်ရောက်တဲ့အခါကျတော့အမေဖေနဲ့ထမင်းစားတော့အမေဖေကလက်နဲ့စားတဲ့အခါသူကမေတို့ဖေတို့လက်နဲ့မစားနဲ့ပွိုင်စင်းဖြစ်တယ်လို့ပြောတာသူ့ဖေကဘာပြောလို့ဆို
ပွိုင်စင်းဖြစ်မင်းတော့မမွေးဘူးကွာဒီလိုကလည်းရှိသေးတာဟုတ်နော်မင်းပွိုင်စင်းဖြစ်မင်းပဲမွေးတော့မှာတော့အဲ့ဒါကစတိုင်သာဖြစ်တဲ့ကာချာမဟုတ်သေးဘူးလို့ဒီလိုသတ်မှတ်ရအောင်ဟောဒါကစားပုံတော့ပုံနဲ့ပတ်သက်ပြီးပြောတာအဝတ်အစားနဲ့ပတ်သက်ပြီးပြောမလားမြန်မာယဉ်ကျေးမှုတွေပြက်ကုန်ပြီခဏခေတ်မြန်မာတွေဝတ်တဲ့ပုံစံမဟုတ်တော့ဘူးအဝတ်ဟာယဉ်ကျေးမှုလို့ဝတ်စားဆင်မှုကိုယဉ်ကျေးမှုလို့သတ်မှတ်မယ်ဆိုလို့ရှိရင်ရောနေပုံထိုင်ပုံဒီယဉ်ကျေးမှုဆိုတာထည့်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်မြန်မာယဉ်ကျေးမှုတိုင်းနေမယ်ဆိုလို့ရှိရင်တောင်ရှည်ပစိုးတဲ့နေရာလေးခေါင်းပေါ်မှာရောင်တုံးကြီးတင်ပြီးတော့အဲ့ဒါလိုနေမှရအဲ့တော့ဒါတွေကလည်းစတိုင်သာဖြစ်တဲ့ယဉ်ကျေးမှုမဟုတ်ဘူးလို့ပဲပြောရမှာပဲအကယ်၍ယဉ်ကျေးမှုဆိုရင်ပကန်းခေတ်ကပုံစံမျိုးပြန်သွားရမှာလေတစ်ခေတ်နဲ့တစ်ခေတ်တူမှမတူတာအဲ့ဒါကိုယဉ်ကျေးမှုတွေပျက်စီးကုန်ပြီလို့ညှိတွားလို့မှမဖြစ်တာဟုတ်ညှိတွားလို့မဖြစ်ဘူးဘုန်းကြီးတို့ဇာတိရွာကဆရာတော်ကျောင်းနိုင်ဆရာတော်ကသူကျောင်းနေတဲ့ကျောင်းသားတွေအကုန်လုံးသဒုံးနဲ့ပဲနေရမယ်ဘိုကေမထားရဘူးပြည့်ညတ်ကျောင်းသား50လောက်ရှိတယ်သဒုံးလေးတွေနဲ့ရောင်တုံးလေးတွေနဲ့ပထမတော့ဘုန်းကြီးကြောက်တော့ရောင်တုံးလေးတွေနဲ့ပေါ့နောက်ကြတဖြည်းဖြည်းကအရဲစွန့်ပြီးတော့တယောက်ကဘိုကေထားတာကျန်တဲ့ကုန်းခေါင်းလုံးရောင်တုံးတွေပျောက်ကုန်သူလည်းဘာမှမတတ်နိုင်တော့ဒါကိုပြောကြတယ်ခိရည်စည်းချောင်းသွားမတားနဲ့တားရင်မရဘူးရေထဲပါသွားဒါတွေကစတိုင်လို့ခေါ်တယ်ယဉ်ကျေးမှုလို့သတ်မှတ်လို့ရှိရင်ဘလို့မှမြဲမှာမဟုတ်ဘူးဒီကိစ္စတွေကနော်ဗမာယဉ်ကျေးမှုလို့ထားမယ်ဆိုလို့ရှိရင်လည်းအမျိုးသမီးတွေလည်းဘီစပတ်ကြီးတွေနဲ့နေကြမှာပဲရောင်တုံးကြီးတွေတထောင်လောက်ထုံးပြီးတော့အဲ့ဒါလိုနေမှမြန်မာယဉ်ကျေးမှုဆိုလို့ရှိရင်တော့အဲ့ဒီခေတ်ပြန်သွားရမယ့်သဘောရှိတယ်ပေါ့နော်ခေတ်အလိုက်လူတွေရဲ့ဝတ်ပုံစားပုံဆင်ရင်ပုံထုံးဖွဲ့ပုံတွေကပြောင်းလဲပြီးတော့လာတယ်အဲ့တော့ခေတ်ရည်စည်းကြောင်းဖြစ်ပေါ်လာတာကိုသွားပြီးတော့တားလို့တော့မရဘူးတားလို့ရှိရင်ရည်စည်းကြောင်းနဲ့မျောသွားမှာပဲမရဘူးတားလို့မရဘူးအဲ့တော့ဒါလည်းကာချာမဟုတ်ဘူးစတိုင်ပဲနော်ခုခေတ်မှာပိုးများသေးတယ်စတိုင်တွေက hair style ဆိုနဲတာမဟုတ်ပုံစံအမျိုးမျိုးနဲ့ထားကြတယ်ခဏခေတ်မှာဘယ်သူကမှမကဲ့ရဲ့ကြတော့ဘူးစတုံးမထားလို့ဘယ်သူမှမကဲ့ရဲ့နော်ရှေးတုန်းကမြန်မာအမျိုးသမီးတွေဟာသပင်းရှည်တာကိုဂုံယူတယ်ဒီနေ့တော့စန္ဒိုခုတ်ဝဲနော်စန္ဒိုပြီးတော့ခုတ်ကိုဝဲနေမှာအခုခုတ်ပေါ်တော့သိမ့်မဝဲချင်တော့ဒီလိုပြောင်းလဲလာတဲ့အနေအထားတွေရှိတယ်ပေါ့ဒါတွေကကာချာလို့သတ်မှတ်လို့မရတဲ့အရာတွေပဲဖြစ်တယ်ပေါ့ဒါကဝတ်စားဆင်ရင်မှုနဲ့ပတ်သက်တာအဲ့တော့တခုတော့ရှိတာပေါ့ဝတ်စားဆင်ရင်မှုနဲ့ပတ်သက်တဲ့အခါမှာမြန်မာတွေရဲ့ဝတ်စားဆင်ရင်မှုယောက်ျားတွေဆိုတောင်ရှည်ပစိုးကနေပြီးတော့အခုအတူတောင်တူပစိုးပေါ့ဒါတွေဝတ်လာအမျိုးသမီးတွေကြတော့လေသမီးဝတ်အခုကြတော့ဘောင်းမီရှည်တွေဝတ်လာကြဝတ်လာတဲ့အခါကျတော့ဒါယဉ်ကျေးမှုတွေပြတ်တယ်လို့ပြောလို့ရမလားဆိုမရဘူးဒါလည်းစတိုင်ပြောင်းတာလို့ပဲပြောမှာနော်ကာချာမဟုတ်ဘူးစတိုင်ပြောင်းတာအဲ့တော့ဝတ်စားဆင်မှုတွေအမျိုးမျိုးလှကျင်လို့လောက်ကြတာဆိုတော့လှပါစေပေါ့နော်အယုတ်ဆိုးအောင်တော့မဖန်တီးကြပါနဲ့ယဉ်ကျေးမှုဆိုတဲ့အယူဆွဲနဲ့အယုတ်ဆိုးအောင်တော့မလုပ်ကြနဲ့လှတော့လှသို့တော်လည်း naked style တော့မလုပ်နဲ့အဲ့ဒီထီအောင်တော့သွားဖို့မကောင်းဘူးပေါ့နော်အဝတ်ဝတ်တယ်ဆိုတာဟာဒီခန္ဓာကိုယ်ရဲ့ကျန်းမာရေးကိုထောက်ကူပြုပြီးတော့ကြည့်ပြရှုပြဖြစ်အောင်ဆင်မြန်းကြတယ်လူမှာအဝတ်တောင်းမှအကွတ်လို့ပြောကြဝတ်စားဆင်မှုတတ်တရဆင်ထားလို့ရှိရင်မတမကြည့်ပြရှုပြရှိတယ်ပေါ့ရုပ်ဆိုးတဲ့လူတောင်မှဝတ်စားဆင်တတ်လို့ရှိရင်ချောမောလှပလာတယ်ဒီလိုဆိုလိုတာပေါ့အဲ့ဒါကြောင့်မို့မြန်မာအမျိုးသမီးတွေဒီဝတ်တဲ့စားတဲ့အခါမှာအမျိုးသားရောအမျိုးသမီးရောပေါ့မျိုးသမီးကြီးကွက်ပြောလို့မဖြစ်ဘူး naked style ထိအောင်တော့မသွားကြပါနဲ့လို့တော့ပြောရမှာဘာကြောင့်လို့ဆိုရင်လုံးလုံးချုံချုံတော့ဝတ်မှဖြစ်မှာပေါ့ဝတ်ကြတဲ့ကလုံခြုံမှုအတွက်ဝတ်ကြတာလေဒါကြတော့အဲ့ဒီ naked style နဲ့ဆိုလို့ရှိရင်တော့အဝတ်စားကုန်တက်တာသွားလိုက်မယ်တော့ကြအတိပ္ပယ်ကဘာလို့ဆိုရင်ကာမဂုဏ်အာယုန်စိတ်တွေကိုနှိုးဆွသလိုဖြစ်တဲ့အဝတ်စားမျိုးတော့မိုးတယ်ဘူးရှောင်တဲ့နဲ့အဲ့ဒါကြတော့ဘာလို့လဲဆိုရင်လူရဲ့စိတ်ဓာတ်ယဉ်ကျေးမှုကိုပြက်ပြားစေတတ်တဲ့ဝတ်စားဆင်မှုမျိုးကတော့စတိုင်လို့ပဲပြောကာချာလို့ပဲပြော
အမြဲတမ်းယဉ်ကျေးတဲ့ပုဂ္ဂိုလ်ကယဉ်ကျေးတဲ့ပုံစံလေးနဲ့တော့ဝတ်တဲ့နေပေါ့ဒါကတော့ဝတ်စားဆင်ရင်မှုနဲ့ပတ်သက်ပြီးလှအောင်တော့ဝတ်လှအောင်တော့ဝတ်သူများကြောက်အောင်တော့မောနဲ့လှအောင်တော့ဝတ်အဲ့ဒါလို့ယဉ်ကျေးမှုတွေဒီစတိုင်တွေပမာလူမျိုးတွေမှာအမျိုးမျိုးပြောင်းသွားပြီမဲ့လို့ဒါတွေကိုကာချာလို့ယဉ်ကျေးမှုလို့မခေါ်ဘူးဆိုရင်မြန်မာယဉ်ကျေးမှုကမပြည့်စည်သေးဘူးပေါ့အကယ်၍အဲ့ဒီစတိုင်တွေကိုယဉ်ကျေးမှုလို့သာပြောမယ်ကာချာလို့ပြောမယ်ဆိုရင်လက်ကြံမရှိအောင်ပြည့်စည်သွားပြီလို့ပြောရမှာပဲနော်မြန်မာယဉ်ကျေးမှုတွေကဘယ်ရောက်သွားတော့ဆိုအန်တစ်ဖြစ်ပြီးတော့ဈေးတော့မတက်ပါဘူးအန်တစ်ဖြစ်ပြီးတော့မြူဇီယံနဲ့ရောက်သွားမှာပဲဒါပဲအဲ့တော့ဒါဖြင့်ဝတ်ပုံစားပုံနေတဲ့ထိုင်တဲ့အဆောက်အဦတိဆောက်ပုံရှေးတုန်းကအိမ်နေမှာဆိုစကြောနှစ်ထပ်နဲ့ထရံငါနဲ့ဒီလိုဆိုတာအဲ့ဒါကိုယဉ်ကျေးမှုလို့သတ်မှတ်မယ်ဆိုရင်တိုက်နဲ့မနေရဘူးလို့ဆိုလိုသလိုဖြစ်နေဒါလည်းယဉ်ကျေးမှုမဟုတ်ဘူးစတိုင်ပြောင်းတယ်လို့ပဲမှတ်ရနော်အဲ့တော့နေပုံထိုင်ပုံတွေကိုယဉ်ကျေးမှုလို့သတ်မှတ်လို့မရဘူးဒါဖြင့်မြန်မာယဉ်ကျေးမှုဆိုတာဘာလဲဘုန်းကြီးတို့ယဉ်ကျေးမှုဆိုတာဘုန်းကြီးစဉ်းစားရသမျှပိဋကကလည်းဆက်ပြီးတော့စဉ်းစားပေါ့ဒါကြောင့်မို့ယဉ်ကျေးမှုဆိုတာကိုအတိအကျဖော်ထုတ်သတ်မှတ်နိုင်ခြင်းမရှိကြဘူးတနိုင်ငံနဲ့တနိုင်ငံလည်းမတူကြဘူးယဉ်ကျေးမှုသတ်မှတ်ပုံချင်းတဦးနဲ့တဦးလည်းမတူကြဘူးအဲ့တော့ definition define လုပ်ထားတာပေါ့ဘယ်ဟာကိုမှယဉ်ကျေးမှုလို့ခေါ်တဲ့နေအပြောင်းလဲလုပ်လို့ရှိရင်ပျက်စီးသွားတဲ့အနေအထားမျိုးတစ်ခုယဉ်ကျေးမှုလို့သတ်မှတ်ရလူရဲ့ပဂတိအသွင်ကောင်းမြတ်တဲ့အနေအထားကနေဆိုးရုပ်ပြပြသွားမဲ့အနေအထားမျိုးရောက်သွားပြီဘဝအခြေအနေတွေဆိုးဝါးသွားပြီနှိမ့်ကျသွားပြီဆိုရင်တော့ယဉ်ကျေးမှုပြပြတယ်လို့ပြောအဲ့တော့ပြောရမယ်ဆိုရင်ယဉ်ကျေးမှုလို့မြန်မာလူမျိုးတွေရဲ့မြန်မာတို့ရဲ့မြန်မာယဉ်ကျေးမှုဆိုတာဘာလဲလို့ပြောမယ်ဆိုရင်ပြမစိုးတရားကိုအခြေခံထားတဲ့ပြည့်မြတ်တဲ့စိတ်ဓာတ်ယဉ်ကျေးမှုပဲပေါ့ပြမစိုးလို့သာခေါ်ရပေမဲ့စားတဲ့အတိုင်းပြောမယ်ဆိုရင်တော့ဗြဟ္မဝိဟာရလို့သာခေါ်ရမယ်ပြမစိုးလို့ခေါ်စရာအကြောင်းမရှိဘူးเนาะဗြဟ္မစရဗြဟ္မစရိယဆိုတဲ့စကားလုံးကိုပါဠိလိုဒီမေတ္တာကရုဏာမုရိဒဥပေက္ခဆိုတာကိုရည်ညွှန်းပြီးတော့မသုံးဘူးအဲ့ဒီမေတ္တာကရုဏာမုရိဒဥပေက္ခကိုဗြဟ္မဝိဟာရလို့သာသုံးတယ်အပမညာလို့လည်းသုံးတယ်သို့တော်မြန်မာနိုင်ငံမှာဘယ်သူကစားလိုက်တယ်မသိဘူးဗြဟ္မစိုးနဲ့ခေါ်နေကြတယ်ဟောထားတော့ဘယ်ဟာပဲဖြစ်ဖြစ်စဉ်းစားဆင်ခြင်ကြည့်ရတယ်ပေါ့ဗြဟ္မဝိဟာရ၄ပါးကိုအခြေခံတဲ့မြင့်မြတ်တဲ့စိတ်ဓာတ်တွေယဉ်ကျေးမှုတဲ့ကဲမြန်မာလူမျိုးတွေဟာအဲ့ဒီစိတ်ဓာတ်ပြပြသွားပြီဆိုရင်မြန်မာယဉ်ကျေးမှုပြတ်သွားပြီလို့ဒီလိုပြောမှာပဲအဲ့ဒါတွေမပြတ်သေးသမျှဘယ်လိုပဲဝတ်ဘာစတိုင်နဲ့ပဲနေနော်တူနဲ့ပဲစားဇွန်နဲ့ပဲခင်းနဲ့ပဲစားလက်နဲ့ပဲစားမေတ္တာကရုဏာမုရိဒဥပေက္ခလို့ဆိုတဲ့စိတ်ဓာတ်တွေမြတ်မြတ်တဲ့စိတ်ဓာတ်တွေမပြည့်စည်သေးသမျှကာလပတ်လုံးမြတ်ရဲ့ယဉ်ကျေးမှုမပြည့်စည်သေးဘူးလို့ဒီလိုပြောအောင်အဲ့တော့မေတ္တာဆိုတာကိုယ်နဲ့ကိုယ်ပတ်ဝန်းကျင်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကပုဂ္ဂိုလ်တွေပေါ်မှာအကျိုးစီးပွားလိုလားတဲ့စိတ်ကိုမေတ္တာလို့ခေါ်တာပဲအကျိုးစီးပွားကိုလိုလားတဲ့မိတ်ဆွေတွေရဲ့စိတ်ဓာတ်မျိုးမေတ္တာမိတ္တဆိုတဲ့စကားလုံးကလာတာမိတ္တတဧတာမေတ္တာမိတ်ဆွေရဲ့စိတ်ဓာတ်မိတ်ဆွေဆိုတာကိုမိတ်ဆွေတွေပေါ်မှာကောင်းကျိုးလိုလားတာဒါမိတ်ဆွေပဲပေါ့ကြီးပွားစေခြင်းနဲ့တိုးတက်စေခြင်းနဲ့အဲ့ဒီကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုယ် society ကြီးတစ်ခုလုံးတရားအားလုံးရဲ့အကျိုးစီးပွားကိုလိုလားတဲ့မေတ္တာစိတ်တွေနဲ့မြင့်မြတ်တဲ့စိတ်ရှိနေသေးသမျှကာလပတ်လုံးရှင်ကျေးမှုမပြတ်ဘူးလို့ဒီလိုပြောရမှာမေတ္တာစိတ်တွေကင်းမဲ့ပြီးတော့အမုန်းတရားတွေဝင်လာပြီးဆိုရင်တော့ယဉ်ကျေးမှုပြတ်သွားပြီမြတ်ယဉ်ကျေးမှုအစစ်မေတ္တာအခြေခံတဲ့စိတ်နေသဘောထားတစ်ခုပဲဟုတ်တယ်မြန်မာလူမျိုးတွေဟာခင်တတ်တယ်မင်တတ်တယ်ဘယ်လောက်ထိအောင်မြန်မာလူမျိုးတွေရဲ့ရက်ရောတုံဆိုလို့ရှိရင်ကိုတောင်မစားပဲနဲ့ကိုအငတ်ခံပြီးသူများကိုကျွေးနိုင်တဲ့လူမျိုးတွေလေ hospitality အဲ့ဝတ်ချေတဲ့လူမျိုးမြန်မာလူမျိုးကခဏထိအောင်ဒီစိတ်ဓာတ်မပြောက်သေးဘူးတခါတော့က British ခေတ်မှာ British တယောက်ထမရဲ့မြန်မာလူမျိုးတွေရဲ့စိတ်ကို spirit of a people ဆိုတဲ့စာအုပ်တော့ရှင်းတော့ရေးထုတ်ထားတာရှိတယ်
spirit of a people မြန်မာလူမျိုးတွေရဲ့စိတ်ဓာတ်အင်တာမထူးဆန်းနေဘာတွေ့တော့ဆိုမြန်မာပြည်မှာအတော်အသင့်ချမ်းသာတဲ့လူတစ်ယောက်ဟာအင်တာကြီးမားတဲ့ကျောင်းကြီးတစ်ဆောင်ဆောက်ပြီးတော့လှူထားတယ်ဖျားကြီးတွေလည်းတည်ထားတယ်ဒါပေမဲ့သူ့အိမ်သွားကြည့်လိုက်လို့ရှိရင်တမန်အိမ်ကလေးဖြစ်နေတယ်သူကောင်းကောင်းမနေပဲနဲ့ကျောင်းကောင်းကောင်းဆောက်ထားတယ်ဆိုအဓိပ္ပာယ်ရတယ်ပေါ့အဲ့ဒါသူတို့အနေနဲ့ဘယ်လို့မှစဉ်းစားလို့မရဘူးဘာဖြစ်လို့တော့ဆိုတခြားလူမျိုးတွေဆိုတာကိုယ့်အတွက်သာအရင်စဉ်းစားတာမြန်မာလူမျိုးတွေကကိုယ့်အတွက်မစဉ်းစားဘူးလူဖို့တန်းဖို့ဒါနကောင်းမှုပြုတဲ့အခါမှာကိုယ်ရှိတာတဲ့တောင်ပို့ပြီးတော့လူကြတန်းကြတယ်အဲ့ဒါလို့မြင့်မြတ်တဲ့စိတ်ဓာတ်မျိုးတွေရှိတာဒါမြန်မာရဲ့ယဉ်ကျေးမှုလို့ပြောမှာတခြားလူမျိုးတွေမှာမရှိတဲ့စိတ်ဓာတ်မျိုးပဲအဲ့ဒါမြန်မာယဉ်ကျေးမှုပဲ generosity ပေါ့မြန်မာလူမျိုးတွေရဲ့ဒီရက်ရောမှုစိတ်ဓာတ်မေတ္တာကိုအခြေခံပြီးတော့ပေါ်ဖွားလာကရုဏာတဲ့အကျဉ်းနာတရားရှိတယ်မြန်မာလူမျိုးတွေဟာဒုက္ခရောက်တဲ့လူသားကျဉ်းနာတာမဟုတ်ဘူးအလုံးပေါ်မှာကျဉ်းနာမှုဆိုတာရှိကြတယ်ရှိသည့်အတွက်ကြောင့်မြန်မာယဉ်ကျေးမှုအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တောရွာတွေမှာတချို့နေရာတွေမှာရှိတော့မယ်နာရေးရှိရင်လည်းဝိုင်းပြီးတော့ကူကြတယ်မိသားစုတွေခရူးဆိုင်ကြတယ်အကုန်နော်ညဆိုသွားအိပ်ပေးတယ်ခုခေတ်တော့သွားအိပ်တဲ့လူကဖဲရိုက်တယ်ကူတာမဟုတ်ဖဲရိုက်ချင်တာနော်သွားပြီးတော့အိပ်ပြီးတော့စောင့်ရှောက်ပြီးအားပေးစကားပြောကြတယ်စိတ်အားမငယ်ရအောင်ဆောင်ရွက်ပေးကြရှင်ကျေးမှုစင်လာရသူ့မှာဒုက္ခမရောက်ဖို့အကူအညီတွေပေးကြတယ်နာရေးကိစ္စရှိလို့ရှိရင်သွားပြီးတော့ဝိုင်းထဲလိုက်ကြတာရွာလူတွေမြတ်သောနာရေးတောင်ဖြစ်သွားသေးတယ်တချို့ကုန်နာတဲ့ပိုရတာအဲ့ဒါမြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုပဲနာရေးတင်လားလို့ဆိုမဟုတ်ဘူးတာရေးကိစ္စတွေမှာလဲဆိုရင်ရဟန်းခံရှင်ပြုဖြစ်တယ်ဆိုရင်တရားလုံးဝိုင်းပြီးတော့မန္တဆောက်ပေးကြတယ်ထင်းခွေပေးကြတယ်ချက်ကြပြုတ်ကြတယ်အားလုံးဟာမောင်းထောင်းပေးတာကအစရွာလုံးကျွတ်ဝိုင်းပြီးတော့လုပ်ကြတယ်တပျော်တစ်ပါးကြီးတွက်ကတ်ခြင်းမရှိဘူးနာရေးတာရေးအကူအညီတွေပေးကြဒါမြန်မာယဉ်ကျေးမှုပဲအဲ့ဒီယဉ်ကျေးမှုတွေမပြတ်ဖို့ပဲအရေးကြီးတယ်တချို့နေရာတွေတော့တိတ်ပြီးတော့မရှိတော့ဘာပဲဖြစ်ဖြစ်အခါကျင်းငွေလေးရမှလှုပ်ချင်တဲ့ဟာတွေဖြစ်လာတယ်နောက်ပိုင်းရောက်လာတော့เนาะအဲ့ဒါကြတော့ယဉ်ကျေးမှုပြတ်ပြားတယ်လို့ပြောရမှာဘုန်းကြီးတို့ငယ်ငယ်တုန်းကဆိုပြန်ကြည့်လိုက်မယ်ဆိုရင်ကိုင်းတိကိုင်းနံစိုက်ပြိုးကြတဲ့ခြေရွာကမိသားစုတွေဟာသူ့အခင်းကဟင်းသီးရဲ့ပေါ်ရင်လေတရွာလုံးဝိုင်းစားတာကိုယ်အခင်းကပေါ်လဲပဲတရွာလုံးစားဖို့ပေးတာရောင်းစားတယ်ဆိုတာမရှိဘူးတိတ်ပြီးတော့အခုတော့လာခိုးနေလို့အဲ့ဒီမှာစောင့်နေရအဲ့ဒါတော့ယဉ်ကျေးမှုတွေပြက်ကုန်အလကားလည်းမရတော့ဘူးခုဟာဟင်းသီးရွက်ကစားပြီးတော့အမတမဆွေမျိုးချင်းရင်းမှပဲနည်းနည်းရအဲ့တော့တောရွာတွေကြည့်လိုက်လို့ရှင်လေမြန်မာယဉ်ကျေးမှုတွေဟာဆုပ်ယုတ်ကုန်အဲ့ဒါကြတော့ယဉ်ကျေးမှုလို့ခေါ်တယ်နော်အဲ့ဒါမှယဉ်ကျေးမှုစစ်ဘာလို့ကူညီကြတယ်ဘာလို့ကူညီပြီးတော့ဆောင်ရွက်လုပ်ပြီးအခုလဲအဲ့ဒီယဉ်ကျေးမှုအခြေခံစိတ်ဓာတ်ကလေးတွေနဲ့မြန်မာပြည်မှာတာရေးနိုင်ရေးကူညီမှုအသင်းဆိုပြီးတော့ဒါဒီယဉ်ကျေးမှုလေးတွေလက်ကျန်နေရှိနေသေးတယ်ဆိုတာကိုပြနော်ယဉ်ကျေးမှုလက်ကျန်နေရှိနေသေးတယ်အလုံးဝိုင်းဝန်းကူညီတတ်တဲ့စိတ်ဓာတ်ဟာမေတ္တာကရုဏာကိုအခြေခံလို့ဖြစ်တာတဲ့အဲ့တော့မြန်မာယဉ်ကျေးမှုမြန်မာလူမျိုးတွေရဲ့စိတ်ဓာတ်ထဲမှာမေတ္တာနဲ့ကရုဏာကိုတော့ခဏထီအောင်တွေ့နေရတော့မယ်လို့ပြောရဒါကိုအခြေခံတဲ့စိတ်နေသဘောထားမြင့်မြတ်တဲ့စိတ်နေသဘောထားတွေဟာခဏထီတွေ့နေရတော့မြန်မာယဉ်ကျေးမှုကလက်ကျန်ရှိသလောက်ရှိနေသေးတယ်သို့တော့မုဒိတာဆိုတဲ့ဗြဟ္မဝိဟာရကြတော့နည်းနည်းရောပါသွားတဲ့သဘောရှိတယ်
တယောက်ကြီးပွားရင်တယောက်မနာလိုတဲ့ jealousy ကတော့ရှိတယ်တော်တော်များတယ် jealousy ရှိလို့ညမပြေမှာဆိုလို့ရှိရင်တယောက်ကြီးပွားပြီဆိုလို့ရှိရင်အဲ့ဒီလက်ဖက်ဆိုင်ရောင်းကောင်းရင်အဲ့နာပဲလက်ဖက်ဆိုင်သွားတဲတယ်ဟိုလူလည်းရောင်းမကောင်းကိုလည်းရောင်းမကောင်းအဲ့တော့မုရိတာဆို तू ရောင်းကောင်းပါစေ သူ့နေရာတော့ငါမလုပ်ဘူးရှောင်ပေးမယ်ဆိုတာမျိုးသိမရှိဘူးပေါ့နော်စဉ်းစားကြည့်တာပါဒါမုဒိတာဆိုတဲ့ယဉ်ကျေးမှုကအမတမခဲရင်မေတ္တာထားဖို့လည်းလွယ်တယ်ကရုဏာထားဖို့ကြတော့ပိုးလွယ်တယ်ကရုဏာကတနာပါတယ်ဟဲ့လို့ပြောတာတဲလွယ်တာဟုတ်သွားနော်အဲ့လိုကြတော့ကိုယ့်အောက်ကလို့ထင်ပြီးတော့တနာတယ်ကိုယ့်ရဲ့ตาသွားရင်တော့ဟင်းဆိုဖြစ်သွားတယ်နော်အဲ့တော့မုရိတာမထားနိုင်ရင်ဘာဖြစ်လဲဆိုအိတ်တာဆိုတဲ့ jealousy ဖြစ်တယ်အဲ့ဒီ jealousy ဖြစ်လို့မတည့်ကြဘူးတဲ့တယောက်နဲ့တယောက်ကိုယ့်ရဲ့ตาသွားလို့ရှိရင်အပြစ်တွေပြောပြီးဘာကြောင့်ဖြစ်တယ်ဘာကြောင့်ဖြစ်တယ်နဲ့အပြစ်တွေပြောလာတယ်ဒါ jealousy လူနှစ်ယောက်ဆုံပြီးတဲ့အခါကျစကားပြောရင်ကြည့်ပေါ့သူများအကြောင်းပြောပြီးတယောက်ကဘသူဖြစ်သိတော်တာဆိုဒါပေမဲ့လို့စလာရင်တော့အဲ့ဒါ jealousy တန်လေးပါလာ however ဆိုအလေးနဲ့ချနော် but တို့ however တို့သုံးလာပြီဆိုရင်တော့ဒါသွားတော့မယ်အဲ့ဒီမုရိတာဆိုတဲ့စိတ်အခြေခံသဘောထားကြတော့ဒီယဉ်ကျေးမှုကယောပါလာတယ်လို့တွေ့ရပေါ့နော်နောက်တစ်ခါဥပိ္ပခာဆိုတာကြတော့ပုံပြက်ပန်းပြက်ကိုဖြစ်နေတယ်ခုဥပိ္ပခာအစစ်မှန်ကဘာတော့ဆိုရင်ကုညီစရာရှိရင်ကုညီမယ်သူ့စီကဘာမှမမျောလင့်ဘူးအဲ့ဒါမှဥပိ္ပခာနော်ကုညီစရာရှိရင်ကုညီမယ်သူကကိုယ်စော်ကားသွားလဲကုညီပေးတာပဲကိုယ်ချီးမွမ်းလို့လဲပို့ပြီးတော့လုံးမပေးဘူးပုံမှန်အနေထားမျိုးတတိယဖြင့်လဲကိုယ်ကုညီလိုက်တဲ့အပေါ်မှာသူ့စီကတုံ့ပြန်လာမဟုတ်ဘူးမမျောလင့်ဘူးအဲ့ဒီမမျောလင့်တဲ့ဥပိ္ပခာအလွန်မြတ်တဲ့ဥပိ္ပခာတဲ့ဘုရားလောင်းတော်ပါရမီဖြည့်တဲ့အခါမေတ္တာရှိလို့တရားဝါတွေကိုကုညီတယ်ဥပိ္ပခာရှိသည့်အတွက်ကြောင့်တရားဝါတွေစီကတုံ့ပြန်လာတဲ့အရာတစ်ခုမှမမျောလင့်ဘူးအဲ့ဒါလို့ဖြစ်ရမှာနော်အခုကတော့ငါကတော့သူဘလို့ကူညီခဲ့တာဂျေဇုမသိတတ်ဘူးဆိုတာစတာသူမသိတာပြောမနေနဲ့ကိုလှုပ်တာပဲပြောအောင်နော်ရသောအဖြစ်တယောက်ဟာကြီးပွားသွားပြီဆိုလို့ရှိရင်အတော့အထွတ်ထိပ်ရောက်သွားလို့ရှိရင်ဒီကောင်ကဘယ်တော့မှဘလို့အဆင့်ငါလက်အောက်ကနေသွားတာခုမှသူကကြီးကျယ်သွားတာအဲ့လိုတွေလည်းပြောတယ်ကြားဘူးလားပဲနော်အဲ့ဒါဘာတော့ဆိုရင်ဥပိ္ပခာမထားနိုင်တာနဲ့ jealousy များတာပေါ့အဲ့ဒီယဉ်ကျေးမှုတွေကိုဆက်လက်ထိန်းသိမ်းဖို့တော့လိုအပ်တယ်မြန်မာယဉ်ကျေးမှုဆိုတာအလုံးမှတ်သားထားဖို့ရာမေတ္တာကရုဏာမုရိဒာဥပိ္ပခာအခြေခံတဲ့မြင့်မြတ်တဲ့စိတ်နေသဘောထားဒါမြန်မာတို့ရဲ့ယဉ်ကျေးမှုလို့ဒီလိုခေါ်ခုနဝတ်စားဆင်မှုတို့နေပုံထိုင်ပုံစတိုင်တွေဒါတွေကယဉ်ကျေးမှုမဟုတ်ဘူးစတိုင်မြတ်ဖြစ်တယ်ပေါ့ကဲနောက်တစ်ခုယဉ်ကျေးမှုတစ်ခုရှာကြည့်ရမြန်မာတွေရဲ့ယဉ်ကျေးမှုကပါတယ်မြန်မာလူမျိုးတွေဟာအချင်းချင်းအပေါ်မှာဘာလို့လဲဂတိတီးတယ်စကားပြောဆိုလို့ရှိရင်ဂတိကိုပေးထားတဲ့ဂတိကိုမဖျက်ဘူးဒါလည်းမြန်မာယဉ်ကျေးမှုပဲမဲမှာသစ္စာလူမှာဂတိဒီနေရာမှာဂတိလို့ကကြီးနဲ့တာဝါမှုနဲ့ရေးရမယ်ဂတိဆိုတာဟိုဂတိဆိုတာတော့ destination လို့ခေါ်တယ်ဒါကဂတိဆိုတာအတည်ပြုထားတဲ့နှစ်ဦးသဘောတူထားတဲ့အရာကိုဂတိလို့ခေါ်တယ်နော် agreement ပေါ့အဲ့ဒီ agreement ပေါ်မှာဘာပဲဖြစ်ဖြစ်ယက်တီမှုဟာမြမရဲ့ယဉ်ကျေးမှုတစ်ခုပဲပေါ့ဒီလူကတော့ဂတိမတည်ဘူးဂတိကိုဖောက်ပြတ်တယ်ဆိုတာမြမယဉ်ကျေးမှုမဟုတ်ဘူးရှေးတုန်းကလူကြီးတွေဟာအဲ့ဒါမှဂတိတည်ကြတယ်ဒါကြောင့်မို့မင်းမသစ္စာလူမဂတိဆိုတာကိုဆိုခဲ့ကြတယ်ပေါ့နော်ဘာလို့ကိုယ်နိဒာဆုံးရှုံးမှုကြုံဂတိအတိုင်းပဲရှေးကလူကြီးတွေဟာအဲ့ဒါမှမြန်မာလူမျိုးတွေဂတိသစ္စာတည်ကြတယ်ဆိုတာသမိုင်းတွေမှာလည်းရှိပေါ့နော်အဲ့ဒါဟာမြန်မာယဉ်ကျေးမှုတစ်ခုပဲလို့ဒီလိုမှတ်ရမှာနောက်တစ်ခုကတော့ကိုယ်အမူအရာမြန်မာလူမျိုးတွေရဲ့ကိုယ်အမူအရာနဲ့ပတ်သက်ပြီးယဉ်ကျေးမှုတစ်ခုကဘာလဲလို့ဆိုဂါရဝ
နိဝါဒရှေ့ရှိတဲ့ယဉ်ကျေးမှုကိုယ်ရကြီးတဲ့ပုဂ္ဂိုလ်ရှေ့မှာဆိုရင်ကုန်းပြီးတော့သွားတယ်ပေးလို့ရှိရင်လက်နှစ်ဖက်နဲ့ပေးတယ်နိုင်ငံခြားလူတွေကတော့အဲ့ဒါကိုတော်ထူးဆန်းတယ် straight ဗမာတွေကပေးရင်လက်ကလေးနှစ်ဖက်နဲ့ပေးတယ်နှစ်ဖက်လုံးမပေးလောက်လို့ရှိရင်လက်တစ်ဖက်နဲ့ဓာတ်ဆက်ထားသေးတယ်သူနှစ်ဖက်ဆိုတာလေးအသိမပြတ်ချင်နှစ်ဖက်လုံးရှေ့ကိုမလှမ်းကျင်တဲ့အခါကျတစ်ဖက်ကတထောင်စစ်လောက်သွားခိုင်းအဲ့ဒါမျိုးတောင်လုံးလာအကျင့်လေးတော့မပြောက်သေးဘူးပေါ့နော်အဲ့တော့လက်တစ်ဖက်နဲ့ပေးတယ်လက်တစ်ဖက်နဲ့ယူတယ်နိုင်ငံခြားလူတွေကဒါကိုတော်ထူးဆန်းတယ်ဗမာပြည်ရဲ့ထူးဆန်းအဲ့ဒါမြန်မာယဉ်ကျေးမှုလို့ပြောတာမြန်မာယဉ်ကျေးမှုတလေးတစားဆိုတဲ့အဓိပ္ပာယ်ကိုဖော်ပြတာပြီးတော့မြန်မာလူမျိုးတွေဟာလူကြီးသူမှလေးစားရတဲ့ပုဂ္ဂိုလ်ကိုခြေထောက်နဲ့ပြလိမ့်မရှိကြဘူးတချို့လူမျိုးတွေကြတော့အဲ့ဒါခြေထောက်နဲ့ပြကိုယ်ရကြီးတဲ့လူလည်းခြေထောက်ကြီးနဲ့ထိုးချနော်မြန်မာလူမျိုးတွေကခြေထောက်နဲ့ပြရင်အလွန်ရိုင်းဆိုင်တယ်လို့ခေါ်တယ်လေအဲ့ဒါမြန်မာယဉ်ကျေးမှုပဲဒါ style လို့တော့မှမှတ်တယ်မြန်မာယဉ်ကျေးအဲ့တော့မြန်မာယဉ်ကျေးမှုဟာတစ်ဖက်သားကိုလေးစားသမှုပြုတဲ့အဓိပ္ပာယ်တွေဟာယဉ်ကျေးမှုတွေပဲလို့ဒါပါတော့ဆိုဂါရဝလေးစားတယ်ဆိုတဲ့စိတ်ဓာတ်အလေးနဲ့ထားတယ်ဆိုတဲ့စိတ်ဓာတ်နိဝါဒမာနမထားဘူးနှိမ့်ချဆက်ဆံတယ်ဆိုတဲ့စိတ်ဓာတ်အဲ့ဒါတွေဂါရဝနိမာဒနိဝါဒအခြေခံထားပြီးတော့ယဉ်ကျေးတဲ့အမူအရာနဲ့ပြောဆက်ဆံတာမှန်သမျှဒါမြန်မာယဉ်ကျေးမှုလို့ဒီလိုပြောရမှာမြန်မာယဉ်ကျေးမှုအဲ့ဒီယဉ်ကျေးမှုတွေမပြောက်ဖို့လဲလိုတယ်ဘုန်းကြီးတို့တိရိလင်္ကာနိုင်ငံနေတုန်းကတီဟိုတွေကတုံးနဲ့တူခင်လို့ရှိရင်ခေါင်းကိုင်အဲ့ဒါကိုထိုင်းနေရအတော်စိတ်ဆိုးတယ်သူတို့ခေါင်းကိုင်လို့ရှိရင်မြန်မာနဲ့နီးတာခေါင်းကိုအထွတ်မြတ်ထားမြန်မာလူမျိုးတွေလည်းခေါင်းကိုအထွတ်မြတ်ထားကိုယ်ခေါင်းကိုလာပြီးစောစောကားကိုင်ရင်ကြိုက်တာမဟုတ်ဘူးလေအတီဟိုတွေကြတော့မဟုတ်ဘူးခင်နေဆိုရင်ခေါင်းပုတ်အရင်ကျေးမှုချင်းနဲ့မတူဘူးပေါ့နော်အဲ့ဒါကြောင့်မလို့မြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုကဂါရဝနိမာဒနိဝါဒလို့ဆိုတဲ့လေးစားခြင်းမာနနှိမ့်ချခြင်းဖြင့်အယုသိပေးပြီးတော့ဆက်ဆံတယ်တဲ့ဒါဟာယဉ်ကျေးမှုတစ်ခုပဲနောက်တစ်ခုမြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုလို့ပြောရမယ်ဟာဘာလို့ဆိုဒုစရိုက်ကင်းတဲ့ကိုချင်းသီလမြန်မာလူမျိုးတွေရှေးကတော်တော်များများဒုစရိုက်နဲ့အသက်မွေးတာကိုမကြိုက်ကြဘူးကိုချင်းသီလရှိကြဒုစရိုက်နဲ့အသက်မမွေးဘူးဘုန်းကြီးတို့ငယ်စဉ်ကာလကဘုန်းကြီးတို့ရွာအေယာဝတီမြေဘေးဖြစ်ပေမဲ့လို့တန်ခါလုပ်ငန်းနဲ့ခုခေတ်ဆိုရင်နားချမ်းသာအောင်ခေါ်ရေလုတ်သားနော်အဲ့ဒီလုပ်ငန်းနဲ့အသက်မွေးတာတအိမ်ပဲရှိအဲ့ဒီအိမ်ကလည်းပုံရှိုးကွယ်ရှိုးနဲ့နေရှာတာလူကြားထဲမှာတိတ်မဝင်အောင်မဝင်ဘူးတိတ်လည်းအဖက်မလုပ်ကြဘူးတငယ်တော့တတိထားမိတာနော်ဝက်မွေးတဲ့အိမ်ဆိုတာမရှိဘူးအဲ့တော့ငါးစားခြင်းစားတယ်ဈေးကဝယ်စားတယ်လာရောက်ရင်ဝယ်စားတယ်မြစ်ကတ်နေပြီပဲလို့ဒီငါးတွေပဲဖမ်းပြီးတော့မြုံထောင်တာတို့ငါးဖမ်းတာတို့ပိုက်ချတာတို့ရှုပ်ချတယ်အဲ့ဒီခေတ်ကနော်ဒုစရိုက်နဲ့အသက်မွေးတယ်ဆိုပြီးတော့ရှုပ်ချအခုခေတ်ကတော့ဒုစရိုက်ဆိုတာဘာခေါ်မှမသိဘူးဘိန်းရှူတဲ့လူလောက်ပဲကြံတော့ဟိုဟာလုတ်ပြီးအသက်မွေးတဲ့လူတွေလောက်ပဲဒုစရိုက်လို့ထင်တာနော်ဒုစရိုက်ဆိုတာအဲ့ဒီပါဏာတိပါဒအာရိဏဒါနာကာမိတုမိစ္ဆာဆိုတာဒီဒုစရိုက်10ပါးနဲ့အသက်မွေးတာတွေမှန်တယ်မြောက်ဒုစရိုက်ကင်းတဲ့အသက်မွေးမှုကိုမြန်မာလူမျိုးတွေကမျက်မျက်နှိုးလို့ထိမ့်သိမ်းဆောက်ရှောက်ခဲ့ကြတယ်တဲ့တစ်ချိန်လုံးကအဲ့ဒါဟာမြန်မာယဉ်ကျေးမှုပဲပေါ့ဘာဝတိလလုံကြတယ်အမတမယဉ်ကျေးတယ်ဟုတ်တယ်ပြစ်မှုအမတမနဲတယ်ခိုးမှုဝတ်မှုအမတမနဲတယ်မိသားစုတွေစော်ကားမှုတွေနဲတယ်လိန်လီလိစားမှုတွေနဲတယ်အရက်သေးစားတောက်စားနဲတယ်ရှင်းတော့ကတော့အရက်တောက်ချင်ပုံရှိုးကွယ်ရှိုးသွားအောင်ခြုံကြသွားတောက်အောင်အရက်သမားဆိုရင်လူတွေကကျွန့်ရှာကြခဏတော့စပွဲနဲ့ကလထိုင်နဲ့ပလောင်ထင်းခုံရှိတရေရှိ
အခုကတော့ဂုံရှိတရေရှိမလေးနိုင်ငံခြားရဲ့မှာတောက်နိုင်တယ်ဆိုပြီးဂုံကယူသေးတာနော်အဲ့ဒါတွေဟာယဉ်ကျေးမှုပြက်လာပြီလို့ဆိုတဲ့အဓိပ္ပာယ်ကိုဖော်ပြတာပဲနော်ရှင်းတော့ယသမားဆိုလို့ရှိရင်အိမ်တော်ယသားချမှာတော့မိဘတွေကမပေးစားဘူးမပေးစားဘူးယသမားဆိုလို့ရှိရင်ခုခေတ်တော့ဓမ္မခစ်မိတယ်ဆိုပြိုင်တောက်နေကြလားမသိဘူးအဲ့ဒါတွေကတော့မြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုတွေကယိုယွင်းလာတယ်လို့ဒီလိုပြောရမှာဒါကတော့ခါချပဲနော်နောက်တစ်ခုကတော့ဘာလို့ဆိုလို့ရှိရင်ဟိရိဥတ္တပကိုအခြေခံတဲ့ဝတ်စားဆင်ရင်မှုဝတ်တယ်စားတယ်ဆိုတာလှအောင်ပအောင်ဝတ်တယ်တကယ်မူရင်းကတော့ဝတ်တယ်ဆိုတာအပူဒဏ်နဲ့အေးဒဏ်ကာကွယ်ဖို့နဲ့လူမြင်မတော်တဲ့အရာမပြဖို့ဝတ်ကြတာဝတ်ရင်းကမူရင်းကအဲ့ဒါပဲနော်လူကြားထဲမှာပေါ်ထားလို့မကောင်းရင်အဲ့ဒါလေးကိုကာကွယ်တာနာဂလူမျိုးတွေတွေ့မှာပေါ့နော်လူမမြင်ရမယ့်နေရာချတော့ဘာတော့မောင်းလေးနဲ့ကွယ်မောင်းကလေးချိတ်ထားအဲ့တော့လူတွေဝတ်တယ်ဆိုတဲ့အရာဟာဒီလူမြင်မတော်တဲ့အရာကိုအဆက်ဆိုပါစို့နော်အဆက်ကွဲမဲ့အရာကိုဖုံးကွယ်ဖို့ဝတ်တယ်ဘုန်းကြီးတွေလည်းသင်္ကန်းဝတ်တယ်ဆိုတဲ့နေရာမှာအဲ့ဒါကိုဆင်ញင်ရတယ်ယာဝဒေဝဟိရိကောပိနပဋိစ္ဆာရဏထံဆိုတော့ဟိရိဂုံကိုဖြည့်ဆည်းတတ်သောအင်္ဂါကြီးငယ်ကိုဖုံးလွှမ်းခြင်းကျိုးလူမြင်အဆက်ကွဲမဲ့အရာတွေမမြင်မို့ရအတွက်အဝတ်ကိုဝတ်ပါတယ်လို့ဒီလိုဆိုတာနော်ချင်းနေမက်တွေမကိုက်ဖို့ယာတိဥရုအပူအေးတွေကာကွယ်ဖို့ဆိုတဲ့ရည်ရွယ်ချက်ကဒါမူလရည်ရွယ်ချက်ဒီတဲ့နောက်တိုးလာတဲ့ရည်ရွယ်ချက်တော့လှဖို့ပါဖို့ပေါ့အဲ့ဒီလောက်ထိအောင်ကိုလူတွေဖို့မှာတော့မဆိုးလှဖို့ဝတ်တာကောင်းတယ်အဲ့ဒီအဆက်လုံအောင်မို့ဘူးဆိုရင်ဟိရိဥတ္တပကိုပြက်ပြားတယ်လို့ဒီလိုပြောရတာနော်ဟိရိဥတ္တပပြက်ပြားသွားပြီဆိုရင်ယဉ်ကျေးမှုပြက်တယ်လို့ပြောရမှာကြားဘူးလား950ဇတ်ထဲမှာမြန်မာယဉ်ကျေးမှုတွေနဲ့ဆက်နွယ်နေတဲ့950ဇတ်ဟင်းသာမင်းကသူ့ရဲ့သမီးချောလေးပေါ့အဲ့ဒါလေးနဲ့ပေးစားဖို့ငှက်တွေကိုရွေးတဲ့အခါမှာဒေါင်းဆိုတဲ့အကောင်ကိုသွားရွေးတယ်ဒေါင်းကလည်းနည်းနည်းလှတာနော်အဲ့တော့ရွေးလိုက်တဲ့အခါဒေါင်းကပျော်ပြီးတော့ဘာလုပ်တုံးဆိုရင်အမီးကြီးထောင်ပြီးတော့ကားပြီးတော့ကကဲအမီးထောင်လိုက်ရင်ဘာပေါ်သွားလဲအဲ့ဒီမှာဟင်းသာဖခင်ကဒီကောင်အရှက်မရှိဘူးငါသမီးနဲ့မတတ်ဘူးအဲ့ဒါနဲ့ तू မရလိုက်ဘူးအဲ့လိုဆိုတာ50ဇတ်ထဲမှာပါတယ်လေမယူရနစ္စံနစ္စန္တိဆိုရှစ်ကွဲသွားတယ်တောင်းများကားလိုက်လို့ရှင်ပေါ်သွားတာလေမပေါ်ရမယ့်ဟာသွားပေါ်အဲ့ဒါကြောင့်ဟိရိဥတ္တပပြက်ပြားတဲ့ဝတ်စားဆင်မှုတော့မလုပ်ကြနဲ့လွဲသွားမယ်တော့ကြနော်ရှက်မဲ့တယ်ဆိုပြီးတော့အဲ့ဒါတော့ရှင်ကျေးမှုပြက်တယ်လို့ဒီလိုပြောမှာစတိုင်လို့တော့သွားမလုပ်နဲ့အဲ့ဒါခုခေတ်မှာဒီစတိုင်ကတော်တော်များလာတယ်နော် fashion တွေကများလာအဲ့တော့ဒေါင်းတောင်မှအဲ့လိုသွားလှုပ်တာလွဲသွားတယ်နော်အဲ့ဒါကြောင့်မလို့ဟိရိဥတ္တပအခြေခံတဲ့ဝတ်စားဆင်မှုမျိုးဖြစ်ရမယ်ဒါဟာရှေးတုန်းကမြန်မာတွေရဲ့ဝတ်စားဆင်မှုဟာဟိရိဥတ္တပကိုအင်တန်မှထိမ့်သိမ့်နေကြတယ်ဒါဝိမြတ်စွာဘုရားကဟိရိနဲ့ဥတ္တပကိုဘာလို့ဟောတော့ဆိုလောကပါဠတရားနှစ်ပါးလို့ဒီလိုဟောတယ်အကယ်၍ဟိရိဥတ္တပအလုံးမလုံးတော့ဘူးဆိုလို့ရှိရင်လောကကြီးဟာလူလောကကြီးဟာတိရစ္ဆာန်လောကနဲ့ထူတော့မှမဟုတ်ဘူးတဲ့တိရစ္ဆာန်ဆိုတဲ့ကောင်ကဘာဟိရိဥတ္တပမှမရှိဘူးလေနော်စိတ်แท้ရှိတာအကောင်လောက်တဲ့ကောင်အဲ့တော့လူတွေဟာအဲ့ဒီလိုမဖြစ်သင့်ဘူးတဲ့ဟိရိဥတ္တပရှိရဒါကိုဆိုလိုတယ်နော်ဒါလည်းယဉ်ကျေးမှုတစ်ခုကိုပြောပြဒုံနိဝဋ္ဌဒုပါရုဒဆိုတဲ့ပါဠိစကားရှိတယ်မတော်ရယုံဝတ်တယ်မလုံတလုံးဝတ်တယ်မလုံတလုံးခြုံတယ်အဲ့ဒါတွေကမလုံသင့်ဘူးတဲ့နော်ကာမဂုဏ်အာယုစိတ်တွေကိုဖြစ်ပွားစေတဲ့ဝတ်စားဆင်မှုမျိုးရှောင်ရမယ်ဟိရိဥတ္တပနဲ့ပြည့်စုံပြီးတော့လှအောင်ပအောင်ဝတ်တာတော့ဝတ်တဲ့တယ်ဒီလိုပြောတာနော်ဒါလည်းသတိထားဖို့နောက်မြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုတွေကိုလိုက်ပြီးလေ့လာကြည့်တဲ့အခါဘာတွေ့ရတော့မိသားစုစိတ်ဓာတ်နဲ့အချင်းချင်းကူညီကြတယ်ဟုတ်တယ်တာရေးနိုင်ရေးကိစ္စရှိတာတို့ခြားကိစ္စတွေတို့မနေတတ်ကြဘူးကူညီကြတယ်ဒါမြန်မာယဉ်ကျေးမှုဒါရှာလို့တွေးသမျှလေးတွေကိုပြောပြတာပေါ့နော်နောက်တစ်ခုကမြန်မာယဉ်ကျေးမှုကဘာလို့ဆို
မိဘကိုယိုသိလေးစားတာမြန်မာရဲ့ယဉ်ကျေးမှုအခုကြည့်နေစင်ကာပူတော့မပြောတတ်ဘူးအမေရိကန်ရောက်နေတဲ့မြန်မာမိသားစုတွေထဲမှာစင်ကာပူနိုင်ငံမှာကြီးတဲ့ကလေးတွေကအမေအဖေကိုတတ်တာလို့လက်ပြပြီးနှုတ်ဆက်သွားတာသူ့ရဲ့ boyfriend girlfriend တွေခေါ်လာပြီးအမေဖေရှိမှပြောင်းမဲလေအဲ့လိုတွေဖြစ်နေဒါအဲ့ဒီမိသားစုတွေကပြောလို့ဖုံဖုံတော့သိတာနော်တခါကြီးတယောက်ကဆိုဘလောက်ညီးတော့ဆိုသူ့သားတွေခေါ်မိတာမှားတယ်သူဘာကောင်းဆိုလားဖြစ်နေတယ်အဲ့လိုတော့ပြောတယ်ညီးပြီးတော့ခုမှသူခေါင်းဖြစ်နေပြီခေါ်ကျင်တာတွေခေါ်လာတယ်တဲ့အိမ်ကိုစိတ်ညစ်ပြီးတော့ညီးရှာတယ်အဲ့တခါဒါမျိုးတော့ရှိအဲ့တော့မိဘစကားကိုမိဘကိုယိုသိလေးစားမှုတွေရောပါသွားပြီးတော့တတ်တာလုံးတဲ့အဆင့်ရောက်လာနော်ဒါတွေမကဘူးအမေဖေကမမဲငေါ့မဲရိုက်မဲနှက်မဲဆိုလို့ရှိရင်နိုင်ဝမ်နှိပ်ပြီးတော့ပလိတ်ခေါ်သေးတယ်အဲ့ဒါတွေကတော့ယဉ်ကျေးမှုတွေပြက်ကုန်တယ်လို့သူပြောမြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုစစ်ကမိဘစကားမြေဝဲမကြနားထောင်ကြတယ်ယိုသိလေးစားတယ်မိဘဒါမြန်မာယဉ်ကျေးမှုအဲ့ဒါတွေပြက်သွားလို့ရှိရင်ယဉ်ကျေးမှုပြက်တယ်လို့ပဲဒီလိုမှတ်ရဟောဒီအချက်9ချက်တတိထားပြီးတော့မှတ်သားထားနံပါတ်1အချက်ကဘာလို့ဆိုရင်မေတ္တာကရုဏာမုရိဒာဥပေက္ခဆိုတဲ့ဗြဟ္မဝိဟာရတရား၄ပါးအခြေခံတဲ့မြင့်မြတ်သောစိတ်ဓာတ်အဲဒီစိတ်ဓာတ်ကိုထိမ့်သိမ်းဆော့ရှော့ခြင်းဟာမြန်မာတွေရဲ့ယဉ်ကျေးမှုတစ်ခုပဲနောက်တစ်ခုကဂတိတီတာတူနဲ့တူဆက်ဆံတဲ့မှာဂတိတီသောဆက်ဆံမှုမြန်မာတွေရဲ့ယဉ်ကျေးမှုတစ်ခုပဲဂါရဝနိမတလွှမ်းမိုးတဲ့ကိုယ်အမူအရာဟာနှုတ်အမူအရာဟာမြန်မာတို့ရဲ့ယဉ်ကျေးမှုတစ်ခုပဲဒုစရိုက်ကင်းပြီးတော့ကိုယ်ချင်းတရားကောင်းအောင်ထိမ့်သိမ်းတာလေမြန်မာတို့ရဲ့ယဉ်ကျေးမှုတစ်ခုပဲဟိရိဩတ္တပအခြေခံတဲ့ဝတ်စားဆင်ရင်မှုမြန်မာတို့ရဲ့ယဉ်ကျေးမှုတစ်ခုပဲမိသားစုစိတ်ဓာတ်နဲ့အချင်းချင်းကူညီရိုင်းပင်းတာလေမြန်မာတို့ရဲ့ယဉ်ကျေးမှုပဲမိဘကိုယိုသိလေးစားတာကြီးတဲ့ပုဂ္ဂိုလ်တွေကိုယိုသိလေးစားတာလေမြန်မာတို့ရဲ့ယဉ်ကျေးမှုပဲလို့ဟောကိုယ်ယဉ်ကျေးမှုကိုသိဖို့အဲ့ဓာတွေရောပါနေရင်တော့မြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုပြပြားတယ်လို့ပြောအဲ့ဓာတွေမရောပါပဲနဲ့မြင့်မြတ်တဲ့စိတ်ဓာတ်တွေရှိမြဲရှိပြီးတော့နေမယ်ဆိုရင်မြန်မာယဉ်ကျေးမှုမပြတ်သေးဘူးလို့ပဲပြောမှာပဲเนาะဒါယဉ်ကျေးမှုအစ်ပဲခစ်တေးဘယ်လိုပြောင်းဒါတွေမပြောင်းဖို့လိုတယ်ပေါ့ခေါင်းကhair style တွေဘယ်လိုပြောင်းဝတ်စား style တွေဘယ်လိုပြောင်းအတွင်းစိတ်ဓာတ်ကယဉ်ကျေးနေသေးလို့ရှင်ယဉ်ကျေးမှုလို့ခြုံငုံပြောမယ်ဆိုရင်ပြောလို့ရတယ်ပေါ့နော်ဒါကမြန်မာတို့ရဲ့ယဉ်ကျေးမှုဒါဖြင့်မြန်မာတွေကိုးကွယ်တဲ့ဘာသာတရားမြန်မာလူမျိုးတွေရဲ့ကိုးကွယ်တဲ့ဘာသာတရားအလုံးသိတဲ့အတိုင်းမြတ်ဗုဒ္ဓရဲ့အဆုံးအမဗုဒ္ဓဓမ္မသံဃာကိုကိုးကွယ်တယ်ဆိုတဲ့နေရာမှာအဓိပ္ပာယ်ရှိဖို့အဓိပ္ပာယ်သိဖို့လိုတယ်ပေါ့ဘုရားကိုးကွယ်တာစီးပွားတက်ဖို့ကိုးကွယ်တာလားလက်ကောင်းမှုကိုးကွယ်တာလားနော်အများချီးမွမ်းခံမှုကိုးကွယ်တာလားမျိုးစင်စစ်မှုကိုးကွယ်တာလားဆိုတာဒါတွေနဲ့မကိုးကွယ်ရဘူးမှန်လက်ကောင်းလို့ကိုးကွယ်တယ်ဆိုရင်တရဏဂုံတော့မတည်ဘူးပေါ့အဲ့ဒါကြောင့်မလို့ဘုရားကိုကိုးကွယ်တယ်ဆိုတာမြတ်စွာဘုရားရဲ့အသိဉာဏ်ကိုယုံကြည်တဲ့တရားတရားနဲ့မြတ်စွာဘုရားကိုအသိဉာဏ်ကိုယုံကြည်တဲ့တရားတရားအခြေခံတဲ့ကိုးကွယ်မှုဖြစ်ရမယ်အသိဉာဏ်ကိုယုံကြည်တယ်ဆိုတာတကိုးကိုယုံကြည်တာပြောတာမဟုတ်ဘူးအစွမ်းတကိုးကိုယုံကြည်လို့ကိုးကွယ်လို့ရှိရင်အမခံညင်းနေကြတာလူတွေကအဲ့တော့အသိဉာဏ်ကိုယုံကြည်တာနဲ့အစွမ်းတကိုးယုံကြည်တာအမှန်တမ်းကွာတယ်အစွမ်းတကိုးယုံကြည်တဲ့ပုဂ္ဂိုလ်ကအဲ့ဒီအစွမ်းတကိုးရဲ့စွမ်းရည်ကိုရခြင်းလို့ကိုးကွယ်အသိဉာဏ်ကိုယုံကြည်လို့ကိုးကွယ်တဲ့ပုဂ္ဂိုလ်ဟာအေးဖရာရဲ့အဆုံးအမမြတ်စွာဘုရားဟာအသိဉာဏ်ပြည့်ဝတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်အမှားနဲ့အမှန်လုံးတဲ့နာနဲ့မလုံးတဲ့နာခွဲခြားဟောတယ်ခွဲခြားဟောတဲ့အတိုင်းလုံးဝမှန်တယ်တန်တရားဖြစ်เสียမရှိဘူးဘုရားရဲ့အဆုံးအမတိုင်းငါလိုက်နာမယ်ဆိုရင်ဘယ်တော့မှမလွဲနိုင်ဘူးလို့ဟောအသိဉာဏ်ကိုယုံကြည်တဲ့ကိုးကွယ်မှုဖြစ်ရမယ်ဒီလိုဆိုတာနော်မြတ်စွာဘုရားဟာလမ်းမှန်ကိုဖော်ပြနိုင်မယ်အဆုံးအမတွေဩဝါဒတွေပေးနိုင်တယ်အဲ့ဒီအဆုံးအမမြတ်စွာဘုရားပြတဲ့လမ်းအတိုင်းငါတို့ရှောက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့မြတ်စွာဘုရားကိုကိုးကွယ်တာတခြားဘာသာဝင်တွေဘုရားကိုးကွယ်တယ်ဆိုတာအနန္တတကုရှင်ကမကိုးကွယ်ရင်သူတို့ဒဏ်ခတ်လိုက်မယ်ကိုးကွယ်မှချမ်းသာဒုက္ခရလိုက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကိုးကွယ်ကြတာလေကိုးကွယ်ပုံချင်းမတူဘူးဖះကမတယ်ဆိုပြီးတော့ကိုးကွယ်တာနော်မြန်မာလူမျိုးတွေဗ
ဗုဒ္ဓဘာသာဝင်စစ်ကိုးကွယ်ပြီဆိုလို့ရှိရင်ဘုရားကမလို့ကိုးကွယ်တာမဟုတ်ဘူးအမှန်တရားဟောကြားဆုံးမလို့အဲ့ဒီကိုအမှန်ကိုသိရဖို့အတွက်ဘုရားကိုကိုးကွယ်တယ်ဒီအိဗယ်မျိုးယူရအဲ့တော့ဘုရားရဲ့မှန်ကန်တဲ့အဆုံးအမဆိုတာဓမ္မပဲပေါ့အဲ့ဒီကိုဓမ္မကိုသက်ဆောင်လာတဲ့တန်ဃာတွေဟာယေရှုတင်စရာကောင်းတယ်လှူစရာတန်းစရာရှိရင်တန်ဃာအဖွဲ့အစည်းကိုလှူမယ်လို့ဆိုရရွယ်ချက်နဲ့တန်ဃာတွေကိုကိုးကွယ်တယ်လို့ဒီလိုဆိုတာနော်အဲ့တော့ဗုဒ္ဓဓမ္မတန်ဃာကိုကိုးကွယ်တယ်ဆိုတာဒီလိုမှန်ကန်တဲ့ရွယ်ချက်နဲ့ကိုးကွယ်တာဖြစ်ရမယ်တခြားနည်းနဲ့မကိုးကွယ်ရဘူးဒီဘုန်းကြီးကဘေးရင်အဟောကောင်းတယ်ဟိုဘုန်းကြီးကဆေးဘေးကောင်းတယ်ဆိုတာမျိုးနဲ့မကိုးကွယ်ရဘူးလို့ဒီလိုဆိုတာနော်ဘေးရင်ကမှန်လို့ဆိုပြီးတော့နှလုံးထိပေးတာမှန်လိုက်တာဆိုပြီးသွားမကိုးကွယ်နဲ့အဲ့လိုအဲ့ဒါမှားရွံ့တဲ့ကိုးကွယ်မှုလို့ခေါ်သူသိသူထိုးမှာပေါ့ဒါရှင်းရှင်းလေးစဉ်းစားကြည့်ပေါ့နော်ရမ်းပေးရင်လူတရားရမ်းပေးတယောက်တော့တဲ့မှာပဲသိကြတယ်မစဉ်းစားကြလို့လူတွေကယုံနေတာလေအဲ့တော့ယရဏသုံးပါးကိုဥထိတ်ထားပြီးတော့ကိုးကွယ်တာဒီပြင်ဘာသာတွေနဲ့မတူဘူးဗုဒ္ဓဘာသာကဆိုလိုတာကဘာအတွက်ကိုးကွယ်တာတော့ဆိုရင်အမှန်တရားကိုသိရဖို့အတွက်ကိုးကွယ်တယ်အသိဉာဏ်ရဖို့အတွက်ကိုးကွယ်တယ်ဒါအဓိကနော်စီးပွားတက်ဖို့ကိုးကွယ်တာမဟုတ်ဘူးအမှန်တရားသိဖို့ကိုးကွယ်တာတို့ရဲ့ကိုးကွယ်မှုကအမှန်တရားကိုသိအောင်ဟောပြောနိုင်တဲ့ပုဂ္ဂိုလ်ကိုးကွယ်တာဒါဟာတစ်ခုဒါနကောင်းမှု generosity အာလောဘကိုဖယ်ရှားပြစ်နိုင်တဲ့အာလောဘနဲ့မိမိရရှိထားတဲ့ပစ္စည်းဥစ္စာကိုအများနဲ့ခွဲဝေပြီးတော့သုံးစွဲတယ်မစ္စရိယဆိုတဲ့ငါးသာသုံးမယ်ဆိုတဲ့ကျင့်မြောင်းတဲ့စိတ်ဓာတ်ကိုဖယ်ရှားပြီးတော့အများနဲ့ခွဲဝေသုံးမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ပေးတာကမ်းတာလှူတာတန်းတာထောက်ပံ့တာဒါနကောင်းမှုလို့ခေါ်တယ်အဲ့ဒီဒါနကောင်းမှုကလည်းပဲကိုယ်ွယ်တဲ့ဘာသာတရားနဲ့ပတ်သက်ပြီးတော့လိုက်နာကျင့်သုံးတဲ့အချက်တစ်ခုနောက်တစ်ခုကကိုချင်းသီလကိုချင်းသီလကောင်းအောင်ထားတာဟာမေတ္တာကိုအခြေခံတာနဲ့တူတူပဲမေတ္တာကရုဏာမုရိဒာအခြေခံပြီးတော့ကိုချင်းသီလဆိုပါစို့၅ပါးသီလစောင့်တည်တယ်လို့ဆိုတာလူတွေကထင်တယ်၅ပါးသီလစောင့်တည်လိုက်တဲ့ဖြင့်ကိုယ့်အတွက်အကျိုးရှိတယ်လို့အောက်မေ့ကြတယ်မဟုတ်ဘူးကိုယ့်အတွက်ကကုသိုလ်တော့ရကုသိုလ်မရတာမဟုတ်ဘသူအတွက်အကျိုးရှိတော့ဆိုကိုယ့်ပတ်ဝန်းကျင်အတွက်ကိုယ့်လက်နဲ့ခြေနှကောင်မှမသေးဘူးဆိုခြေနေအတွက်ဘေးကင်းမသွားဘူးလားပါဠိဘာသာစောင့်တည်လိုက်တာနဲ့တပြိုင်နက်ကိုယ့်လက်နဲ့ဘသူမှမတတ်ဘူးဆိုကြတဲ့တရားဝါတွေအတွက်ကိုကတရားဝါတွေကကိုယ့်ကိုအကြောင်းပြုပြီးသေးတာမရှိတော့ဘူးပေါ့အဲ့ဒါပတ်ဝန်းကျင်အတွက်အကျိုးဖြစ်သွားတာအဲ့တော့သီလဆောက်တည်ရင်ပတ်ဝန်းကျင်အတွက်အကျိုးဖြစ်သွားတာသိချတယ်အာရိဏဒါနရှောင်ကျင်လိုက်တဲ့ဖြင့်ပစ္စည်းပြောင်းလို့ငိုရယိုရစိတ်ဆင်းရဲကိုကသူများပစ္စည်းကိုမယူသည့်အတွက်ကြောင့်ကိုယ့်အကြောင်းပြုပြီးဘယ်သူမှစိတ်ဆင်းရဲတာမရှိဘူးဟောပတ်ဝန်းကျင်အတွက်အကျိုးဖြစ်တာကာမေတုမိစ္ဆာစတာကိုယ့်အကြောင်းပြုပြီးဘယ်မိသားစုမှဆင်းရဲတာမဖြစ်တော့ဘူးဒါလည်းအများပတ်ဝန်းကျင်အတွက်မိမိကိုယ်တိုင်ကမုဒ္ဒဝါဒကိုရှောင်ကျင်လိုက်တဲ့ဖြင့်ဘယ်သူကမှအကျိုးပြတ်အောင်မတရားလိမ်လည်ပြီးတော့ဒုက္ခရောက်အောင်မလိမ်မညာဘူးဆိုဒါလည်းပတ်ဝန်းကျင်အတွက်လူတွေကလိမ်နေဆိုကိုယ့်ကိုလိမ်နာမှမဟုတ်တာသူများအကျိုးပြတ်အောင်လိမ်တာလေတခါသူရမေရိယကရှောင်ကျင်လိုက်တဲ့ဖြင့်နံပါတ်1မူရည်မနေပဲနဲ့တတ်တဲ့တတ်ထိုက်တဲ့ပညာတွေတတ်အောင်သင်တယ်အဲ့ဒါလို့တတ်အောင်သင်သည့်အတွက်ကြောင့်မိမိမှာအသိပညာတွေရတယ်ကုသိုလ်ကောင်းမှုတွေလုပ်တော့ကုသိုလ်တွေရတယ်ကိုယ့်ကိုအကြောင်းပြုပြီးတော့ကိုယ့်မိသားစုစာဝန်တွေပြည့်စုံတယ်နောက်ဆုံးကိုယ်နိုင်ငံကိုယ်လူမျိုးအတွက်အကျိုးဖြစ်ထွန်းစေတယ်ဆိုဟောသူရမေရိယကလည်းအများအတွက်သူရမေရိယရှောင်ကျင်ခြင်းအပြင်လည်းအများအတွက်အကျိုးပြုတယ်ဒါကြောင့်မို့သီလဆိုတာအများအတွက်အကျိုးပြုတယ်လို့ဒီလိုပြောတာเนาะဟုတ်ပြီအဲ့ဒီသီလကလည်းဘာသာတရားနဲ့ပတ်သက်ပြီးတော့လိုက်နာကျင့်သုံးရတဲ့အချက်တစ်ခုပဲဖြစ်တယ်ပေါ့ဟောနောက်တစ်ခုကဘာတော့ဆိုရင်ဘုရားဘာသာရဲ့ဒီဘာသာတရားမြန်မာလူမျိုးတွေရဲ့ဘာသာတရားဆိုတာနောက်တစ်ခုကကံနဲ့ကံရဲ့အကျိုးကိုလက်ခံကံကံရဲ့အကျိုးကိုလက်ခံတယ်ကံကံရဲ့အကျိုးကိုလက်ခံတယ်ဆိုတာတမန်အပြင်စဉ်းစားကြည့်လိုက်လက်ခံသူနဲ့လက်မခံသူဘာကွာခြားလဲကံကံရဲ့အကျိုးကိုလက်ခံတယ်ဆိုလို့ရှိရင်ဘယ်လိုလက်ခံတာတော့ဆိုကောင်းတာလုပ်ရင်ကောင်းကျိုးရတယ်မကောင်းတာလုပ်ရင်မကောင်းကျိုးရတယ်ဟောတာကံကံရဲ့အကျိုးကိုလက်ခံတဲ့ပုဂ္ဂိုလ်အဲ့လိုလက်မခံတဲ့ပုဂ္ဂိုလ်ကတော့ကောင်းတာလုပ်လို့မကောင်းတာလုပ်လို့ဘာမှမထူးဘူးကံကံရဲ့အကျိုးမရှိဘူးလို့အဲ့ဒါလို့လုပ်တဲ့ပုဂ္ဂိုလ်ကြတော့ဘယ်လိုဖြစ်တယ်လဲဘယ်လိုအတွေးတွေပေါ်နိုင်တယ်လဲဆိုရင်ကံကံရဲ့အကျိုးကိုယုံကြည်တဲ့ပုဂ္ဂိုလ်ကလက်ခံတဲ့ပုဂ္ဂိုလ်ကစဉ်းစားတယ်မကောင်းတာလုပ်ရင်ငါဒုက္ခရောက်မယ်အဲ့တော့ကောင်းတာပဲလုပ်မယ်ဆို तू ကလူကောင်းသူကောင်းဖြစ်တယ်ကံကံရဲ့အကျိုးကိုလက်မခံတဲ့ပုဂ္ဂိုလ်ကြတော့ဟေးကောင်းကောင်းမကောင်းကောင်းဘာမှမထူးလှုပ်ချင်ရလှုပ်မယ်ဆိုမကောင်းတာလုပ်မှာပဲသိကြတယ်ဟောမတူဘူးနော်မတူအခြေအနေတစ်ခုဖော်ထုတ်ထားခြင်းမတူဒါကြောင့်မို့ဘုရားဘာသာဝင်ဖြစ်ဖို့ကိုယ်ရတဲ့ဘာသာတရားကဘာလဲလို့ဆိုရင်ကံကံရဲ့အကျိုးကိုသိမှတ်ပြုတာရသော်ဘုရားကိုယ်တိုင်က
ယံကမံဂရိတန္တိကလျာဏဝါပါပကံဝါတတကမ္မတဓာရောဘဝိတာမှာကောင်းတာပဲဖြစ်ဖြစ်မကောင်းတာပဲဖြစ်ဖြစ်ဘာပဲလှုပ်ကိုလှုပ်တာရဲ့အမွေကိုခံရမယ်ကိုပဲအမွေရမယ်ဆိုတာလက်ခံယုံကြည်တယ်တဲ့အဲ့ဒါဟာဘုရားဘာသာဒီမြန်မာလူမျိုးတွေရဲ့ဘာသာတရားတစ်ခုပဲပေါ့ခန္ဓာကြီးအကျိုးကိုလက်ခံတာဟာအင်တန်မှလူတော်လူကောင်းဖြစ်ဖို့အတွက်လမ်းကြောင်းပေါ်ရောက်ခြင်းတစ်ခုပဲပေါ့ဒီလိုဆိုလိုတာပေါ့ဟောနောက်တစ်ခုကဘဝတန်တရားဆိုတာကိုလက်ခံမြန်မာလူမျိုးတွေလက်ခံတဲ့ဘာသာတရားဘဝတန်တရားဆိုတာလက်ခံတယ်ဘဝဆိုတာရှိတယ်တန်တရားဆိုတာရှိတယ်လက်ခံသည့်အတွက်ကြောင့်ဘဝတန်တရားမှာဆင်းရဲဒုက္ခရောက်မှဘယ်သူမှမလိုလားဘူးချမ်းသာဒုက္ခရဖို့အတွက်လိုလားကြတယ်ဒါကြောင့်မို့တန်တရားရှိသည့်အတွက်ကြောင့်အေးမဟုတ်တာလို့ရှိရင်ငါတန်တရားမှာဒုက္ခရောက်လိမ့်မယ်ဆိုဟောတန်တရားရှိသည့်အတွက်ကြောင့်လူကောင်းသူကောင်းဖြစ်တန်တရားကိုယုံကြည်လက်ခံခြင်းဟာလူကောင်းသူကောင်းဖြစ်ဖို့အတွက်လမ်းခင်းပေးတဲ့သဘောပဲတန်တရားမရှိဘူးဆိုရင်လှုပ်ချင်လှုပ်မှလေဒုရိယသိရင်ပြတ်တာပဲနောက်ဘဝဆိုတာမရှိဘူးဒီဘဝလှုပ်ချင်တာလှုပ်enjoy yourself နော် life is too short enjoy yourself နဲ့ပြောကြတယ်မဟုတ်လားဘဝတူတူလေးပျော့ပျော့နေနော်ပျော့ပျော့နေလှုပ်ချင်လှုပ်မယ်ဆိုစိတ်ဓာတ်နဲ့လှုပ်လို့ရှိရင်ဒါဘဝတန်တရားကိုမယုံကြည်လို့လှုပ်တာနော်ဟောနောက်တစ်ခုကဗုဒ္ဓဘာသာဝင်တွေရဲ့အလွန်လေးနဲ့တဲ့ဘာသာတရားပါတော့အဲ့ဒီဘဝတန်တရားရဲ့အဆုံးဆိုတာရှိတယ်တန်တရားအဆုံးဆိုတာနိဗ္ဗာန်ပဲအဲ့ဒီကြမှာဒုက္ခဆိုတာအဆုံးသတ်မှာပဲလို့ယုံကြည်လက်ခံတာဘာသာတရားတစ်ခုပဲအဲ့ဒီနိဗ္ဗာန်ဆိုတဲ့ထာဝရငြိမ်းချမ်းတဲ့အဆင့်ကိုရောက်ဖို့ဆိုတာမဂ္ဂင်၈ပါးအကျင့်တရားနဲ့ဘာဝနာကုသိုလ်စီဘူးအထောက်ကြရမှာဖြစ်တယ်ဟောသူလမ်းနဲ့သူနိဗ္ဗာန်ရောက်ဖို့အတွက်လမ်းကြောင်းကတော့မဂ္ဂင်၈ပါးပဲမဂ္ဂင်၈ပါးအကျင့်တရားကိုသမထကျင့်စဉ်ဝိပဿနာကျင့်စဉ်နဲ့ကျင့်ကြံကြိုးကိုအထောက်လိုက်မယ်ဆိုရင်နိဗ္ဗာန်ဆိုတာလူတိုင်းသိနိုင်တဲ့အဆင့်တစ်ခုပဲဆိုတာလက်ခံတာထိုနိဗ္ဗာန်ကိုသိမြင်မှသာလေတန်တရားမှာကြုံတွေ့ရမယ့်ဆင်းရဲဒုက္ခတွေအလုံးလွတ်မြောက်မယ်လို့ယုံကြည်တာလေမြန်မာလူမျိုးတွေရဲ့ဘာသာတရားတစ်ခုပဲပေါ့အဲ့ဒါလို့ဆိုလို့တယ်အဲ့တော့မြန်မာတို့ရဲ့ယဉ်ကျေးမှုနဲ့ဘာသာတရားဆိုတာယဉ်ကျေးမှုကကြည့်လိုက်မယ်ဆိုရင်ရှုထောင့်9မျိုးဘာသာတရားဆိုတာလဲကြည့်လိုက်မယ်ဆိုရင်ရှုထောင့်9မျိုးကယခုလိုတွေ့ကြရမှာဖြစ်တယ်အေးဒါကြောင့်မို့လို့မြန်မာလူမျိုးတွေနှစ်ပေါင်းကြာမြင့်စွာကာလကစပြီးတော့ဘုရားရဲ့အဆုံးအမကိုရရှိထားသည့်အတွက်ကြောင့်မြန်မာယဉ်ကျေးမှုနဲ့ဘာသာတရားဆိုတာခွဲခြားလို့မရတော့အောင်တွဲဖက်ပြီးတော့မြန်မာလူမျိုးတွေရဲ့သွေးသားထဲမှာဘယ်ရာမှမမြဲဘူးဆိုတာလဲလက်ခံထားကြတယ်ကံတရားကိုလည်းလက်ခံထားကြတယ်နိဗ္ဗာန်ဆိုတာကိုလည်းဥတည်ချက်ထားကြတယ်ဒါကြောင့်မို့ဒီမှန်ကန်သောယဉ်ကျေးမှုနဲ့မှန်ကန်သောဘာသာတရားတို့တွေရဲ့ယဉ်တဲ့နှလုံးထဲမှာရရှိနေတာကိုတို့တွေဆက်လက်ထိမ့်သိမ့်ပြီးမြင့်မားအောင်ကြိုးစားအားထုတ်ကြမှာဖြစ်တယ်လို့ကိုစီသဘောကျပြီးမြန်မာတို့ရဲ့ယဉ်ကျေးမှုမြန်မာတို့ရဲ့ဘာသာတရားထိမ့်သိမ့်စောင့်ရှောက်သောအားဖြင့်အသီးသီးကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသွန်ကားဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသွန်ကားဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာတို့ရဆန္ဒပြေပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာတို့ရဆန္ဒပြေပါစေ
ဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဗေတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုတ်အပ်မေတ္တာတဟုရောင်ယူကဝင်းငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရအခြင်းကြောင့်တဗေတံကျွမ်းမဲ့ဥတုံလုံးစုံများစွာတတ္တဝါတို့ဤမနောတရတိမြင်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်းတို့သည်ဖုံးလန္တာဝန္တာရွှင်မြူဝမုံလူလျက်ကြည်နုဝဲကြုံဖူးပွင့်ညအကုန်သည်ဖြစ်ပေဒုက္ခန္တကလေအောင်လေးတဲ့ရောရှက်သင်ပြန့်ပိတိတိဟုသောယနံတို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်သတည်းအခမ်းအနားအစီအစဉ်ရာ Lotus Foundation ၏၄ နှစ်မြောက်နှစ်ပတ်လည်ဓမ္မသဘင်၏ပထမနေ့အခမ်းအနားကိုဗုဒ္ဓသာသနာစီရန်ဒိတ်တထု၃ ချိန်ရွတ်ဆိုရုပ်သိမ်းခွင့်ပြုတော်မူပါဗျာဗုဒ္ဓသာသနာစီရန်ဒိတ်တထုဗုဒ္ဓသာသနာစီရန်ဒိတ်